တေးတဲ့ထိကျွန်တော်တုံးအောင်ဟုတ်လားအဲ့တော့ဒီအုံးတော့ကျွန်တော် accurate လုပ်ဖို့တော့တက်လုံးတုံးအောင်ပြီးလို့ရှိရင်ကျွန်တော်စိတ်တက်ကခဏခဏကြာဒီစိတ်တက်မကြတော့ကိုယ့် psychology ကိုတီးဖို့ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူငယ်ထရတာကနေပြီးတော့ကြိုးဆိုပါရပေါ့နော်ကျွန်တော်တို့အခု batch 4မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယ guest speaker ကိုပေါ့နော်ကျွန်တော်တို့နားထောင်ရမယ့်အချိန်ကိုရောက်လာပါပြီပေါ့နော်အဲ့တော့ဒီနေ့မှာတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒေါက်တာဖြိုးပိုင်ကို guest speaker အနေနဲ့စကားပြောဖို့အတွက်ဖိတ်ခေါ်ထားပါတယ်ပေါ့နော်ဒေါက်တာဖြိုးပိုင်ကနေပြီးတော့လည်းအခုရောက်ရှိလို့နေပါပြီပေါ့နော်အဲ့တော့မကြခင်ကျွန်တော်တို့ဒေါက်တာဖြိုးပိုင်ကနေပြီးတော့ဒေါက်တာဖြိုးပိုင်ဒါအခုအချိန်ကြီးကနေမြန်မာနိုင်ငံကနေလူငယ်လေးတယောက်ဖြစ်နေဆိုတဲ့ topic လေးကိုပြောပြသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးဆရာဖြိုးပိုင်ကိုဖိတ်ခေါ်မှုပေါ့နော်လက်ခံပြီးလို့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့စလိုက်ကြမယ်ပေါ့နော်ဒေါက်တာဖြိုးပိုင်ကထူးတလဲမိတ်ဆက်ပြရမယ်သူမဟုတ်ဘူးကျွန်တော်လည်းရင်ခုန်နေပြီပေါ့နော်အဲ့တော့စကြင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဆရာဖြိုးပိုင်ကျေးဇူးအများကြီးပဲတင်ပါတယ် invitation လက်ခံပြီးရတော့ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာပီကာကျွန်တော်တို့အခုလိုမျိုးဆရာပီကာဖိတ်ခေါ်ပြီးတော့ကြောင့်ဆရာပီကာကိုလက်ခုပ်တီးပြီးတော့မှကျိုးကွန်ပျူတာပြပါအောင်โอเคအားလုံး thank you ပါအဲ့တော့ဒီနေ့မစခင်ပါဗောနော်ကျွန်တော်ဒီထဲမှာတင်တဲ့နိုင်လဲကျွန်တော်အများကြီးရှိမယ်ကိုဘယ်မျိုးကနေကျွန်တော်တို့လိလာနေကြလဲကျွန်တော်ချက်ထက်မှရေးကြည့်ပေးပါလားကိုဘယ်မျိုးတွေကနေလိလာနေလဲโอเคရန်ကုန်ဘကိုโอเคနော်မျိုးအမျိုးဟုတ်ကဲ့အဆုံးရမယ်နော်နေရာအဆုံးရမယ်ဒါချီလေးတောင်ကြီးချင်းမှန်ရှိမယ်အရန်ကောင်းတယ်အဲ့တော့တကယ်လို့ကိုယ့်ရဲ့ဒီပါဗောနော်ဒီမြို့ရေးပြီးွားပြီဆိုရင်တကယ်လို့ကိုယ့်ရဲ့လက်ရှိမှာအတက်အရွယ်ဘယ်လောက်လဲဆိုတာလေးကျွန်တော်ရေးပေးပါလားဘာလို့လဲဆိုရင်ကျွန်တော်အတက်အရွယ်လိုက်ကျွန်တော်ကြုံတွေ့နေရတဲ့ကျွန်တော်တို့ရဲ့ challenge တွေမတူကြအောင်โอเคနော်20 30အများစုကျွန်တော်တို့ဒီအတွင်းမှာရှိမယ်โอเค session တွေလည်းရှိเนาะအရင်ကောင်းနေ16နှစ်ရှိရဲ့ကိုโอเค19โอเคကိုအဲ့တော့ကျွန်တော်တို့ကိုဂုံပြွေနေတယ်လက်ခုပ်တီးပါအောင်ဘာလို့မန်ကန်နဲ့ရိုးနဲ့ရောက်နေလို့ဒီနေ့ကျွန်တော်တို့ဘာကြီးမျှဝေကြမလဲဆိုရင်လက်ခုပ်တီးပါအောင်ဘာလို့လဲဆိုရင်ဒီနေ့ကျွန်တော်တို့ကဒီလိုအချိန်ကြီးပြစဉ်းစားကြည့်ညကြီးမှာကျွန်တော်တို့တငယ်ချင်းတွေနဲ့လည်နေလို့ရတယ်ဒီဥစ္စာကိုကျွန်တော်အချိန်ပေးပြီးမြန်မာပြည်မှာဆိုပိုတော်ဆိုးရဟုတ်လားကျွန်တော်တို့ Zoom ပေါ်ကျွန်တော်ရအောင်လုပ်လာတယ်ပြီးလို့ရှိရင်ဒီလိုမျိုးကျွန်တော် internet တွေ CD အခက်ခဲတွေကြားတဲ့ကျွန်တော်တို့နီလန်းကျွန်တော်တို့တခုရှာရဲဆိုကြရဒါတိုးတက်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲလीနော်အဲ့တော့ကျွန်တော်ဒီနေ့မှာလေအားလုံးနဲ့အတူတူကျွန်တော်ဒီ view ကိုတရားလုပ်လိုက်မယ်နော်အားလုံးကိုလည်းမြင်ကျင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့မှာအတူတူကျွန်တော်လေ့လာကြမယ်ဘာကြီးလေ့လာကြမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘောကဒီထဲမှာကိုဘောကလူတွေမမှတ်ပြီးတော့တိုးတက်ပြောင်းလဲခြင်းတယ်လူဘယ်နှယောက်ရှိလဲလူတွေမမှတ်ပြီးတော့တိုးတက်ပြောင်းလဲခြင်းတယ်လူ Okay thank you ပါတေးချတယ်ကျွန်တော်တို့ကဒီတဲကိုရောက်နေပြီဆိုကြတဲ့တခြားလူတွေမေးတဲ့မိကုန်းနဲ့ကိုမေးတဲ့မိကုန်းတွေအဓိကကွာဟုတ်လားမသိဘာလို့အများစုမေးတာ okay ငါတို့မြန်မာပြည်မှာဘာလို့ရမှာလဲတခြားနိုင်ငံမှာတုံးနေဟာတွေငါတို့မှာတုံးလို့မရအောင်ကြားဘူးလားမသိတဲ့စကားတွေတားရမြန်မာပြည်မှာဘာများလို့ရမှာလဲငါတို့ဘွားကိုကန်ချမာနဲ့ကိုပဲဟုတ်လားဒီစကားတွေကျွန်တော်ကြားဘူးလိမ့်မယ်ဒီတဲရောက်နေပြီဆိုကြတဲ့တေးကြတယ်ဒါကတခြားလူတွေစဉ်းစားနေမတူဘူးတခြားလူတွေနဲ့မီးနေတဲ့မိကုန်းမတူဘူးတချို့ဆိုရင်မေးတာဘာလို့ရနိုင်မှာလဲဆိုတဲ့အောင်မေးတယ်ဒါပေမဲ့တေချာတာဒီထဲမှာရှိနေတဲ့ဒါညီကိုမောင်နှမတွေအကုန်လုံးကအဖြေတစ်ခုရှာနေလို့ပြောရင်ကျွန်တော်ရမယ်အဲ့တော့ဒီထဲမှာလမ်းပြောက်ဖို့လို့ဘယ်နှယောက်ရှိလဲဒီထဲမှာဘောမှာဘာလို့ရမယ်တီချာမသိဘူးရှိလားဘာလို့ရမယ်တီချာမသိဘူးတခါလေကျရင်တငယ်ချင်းတွေကတခြားနေရာမှာကောင်းနေတယ်ပျော်နေတယ်ကိုဘွားကြီးကဲမဲ့လူမရှိဘယ်ကနေစရမလဲမသိလုံတော့လုံနေရအရာမန်နီလားမာနီတလားလဲမသိဘူးရှိလားတခြားလူတွေလိုချမ်းသာတဲ့ဦးလေးလည်းမရှိဘူးတခြားလူတွေလိုချမ်းသာတဲ့အဖေမေလည်းတွားပြီးတော့မှပူဇာလို့မရဘူးကိုဘွားမှာအလကားရတာဆိုလို့ရှိရင်ဘာတွေပဲရှိဘိုက်စာတာပဲရှိတယ်အလိုလိုဖြစ်နေရဆိုလို့ရှိရင်အလိုလိုတွေရောရှိလားအလကားဖြစ်နေရဆိုရင်ဘိုက်အလိုလိုဖြစ်နေရဆိုဘိုက်စာတာပဲရှိတယ်ကျန်တဲ့အရာမှန်သမျှလိုချင်တယ်ဆိုကိုယ်တိုင်စူးစမ်းရတယ်ဆိုတဲ့ခံစားချက်မျိုးရှိလားโอเคဒါကတပေါက်ရမယ်ကျွန်တော်တို့လူများတော့မသိဘူးကျွန်တော်ငယ်တော့ဆိုရင်ကျွန်တော်ညီကိုတဝင်းခွဲတွေကသူကချမ်းသာတယ်ကားရင်နဲ့လာတယ်ကိုကသူတို့ကြည့်တယ်ကိုကအချိန်များတော့ဈေးထဲမှာကုန်တယ်ဆိုင်ရောက်ရတယ်ညဆိုဆိုင်သိမ်းပြီးဈေးရတယ်ပြန်ရတယ်အဲ့တော့ဘဝကြီးကတယောက်နဲ့တယောက်ကပုံစံမတူဒီဥစ္စာတွေကိုတွားပြီးတော့မှ compare လုပ်ပြီးတော့မှစိတ်တက်ကြနေရဆိုလို့ရှိရင်ဒါအကောင်းဆုံးဖန်တီးတယ်မဟုတ်ဟုတ်လားအဲ့တော့လူဂျင်နာမန်တွေများတော်တော်များများကျွန်တော်စူးစမ်းယူရတယ်ဒါမြန်မာနိုင်ငံမှာအခြေခံအများဆုံးအဲ့လိုပဲလူများတော့မသိဘူးကျွန်တော်အမေဆိုလို့ရှိရင်တော့တယောက်တည်းကျွန်တော်ကိုကျွန်တော်တာသမီ3ယောက်ရှိတယ်အမေကဆရာမဈေးထဲမှာကျွန်တော်တို့ဆရာမကြီးအလုပ်ထွက်လိုက်တယ်ကျွန်တော်အဖေနံပါတ်4ဆွဲတော့သူ့ရဲ့ဇာတိမျိုးဖြစ်တဲ့ဗမော်ပြန်သွားတယ်
မွေးတာကြောက်မဲမှာအဖေကကြောက်မဲအဖေကကြောက်တစ်ဆက်ဒီပြီးသွားလို့ရှိရင်ဒီကုန်တင်ကားတွေလုတ်တယ်နောက်ပိုင်းမှာ number 4ဆွဲသွားတော့အမေကတာသမီ3ယောက်ခေါ်တယ်ဘုံဘပြန်ရောက်သွားတယ်ဘုံဘပြန်ရောက်သွားတော့ကျွန်တော်တာအကြီးဆိုတော့ဒီကျွန်တော်ရဲ့ culture မှာပေါ့နော် Chinese culture မှာတော့တာအကြီးဆိုလို့ရှိရင်တို့အလုပ်လုပ်ရမယ်အိမ်ပြန်ကြည့်ပေးရမယ်ဒီဥစ္စာကျွန်တော်ရှိတယ်ရှိတော့ဘာလို့လဲဆိုကျွန်တော်အချိန်များစွာမနေ့ဆိုရင်အထုပ်လေးထမ်းနေဈေးကိုတွားတယ်ဆိုင်ဖွင့်တယ်ပြီးလို့ရှိရင်ဈေးရှေ့ရတွေဖြတ်သွားပြီဆိုရင်ဘာရှာလဲမင်္ဂလာပါဘာရှာလဲထဲကြည့်ပါဒါနဲ့ကျွန်တော်တို့ညနေဆိုဆိုင်တေးကြီးမှပြန်တယ်အဲ့တော့ဒီလိုမျိုး environment မှာကြီးလာရပါတော့အရင်တော့ဆိုဆီယမတွေကကိုယ့်ကိုဆိုရင်အရန်ဟောနော်ပန်းတီးတွေပြီးလိုက်ဘာလို့လိုက်နေဆိုတော့ကျွန်တော်တို့ဆက်ဆံတာတစ်မျိုးနောက်ပိုင်းကျတော့ဒီဘဝကြီးပြောင်းလဲသွားတဲ့အချိန်ကျတော့ဆက်ဆံတာတစ်မျိုးကြောင်းနေမှာအဲ့တော့အဲ့အရာတွေစပြီးတည်လာโอเคလူတွေကဆက်ဆံတဲ့ပုံစံမတူဘူးပဲပေါ့နော်ဘာလို့လဲဆိုရင်ကပိုင်းနှစ်ခုကအရန်မတူဘူးဆိုတာဖြစ်လာဒါမျိုးကြုံပွဲလူရှိလားငါတငယ်ချင်းတွေကြောင့်ဆက်ဆံတာတစ်မျိုးငါ့ကြောင့်တစ်မျိုးလူတွေကအမျိုးမျိုးပဲဆိုတာကြုံမှုတာနော်ဒါတွေကလောကမှာတဘောပဲအဲ့တော့ဒီအဖြစ်အပျက်တွေအများကြီးကျွန်တော်ကြုံတယ်အဲ့ကြုံတဲ့ချိန်ကျတော့ဒီနေ့ကျွန်တော်ပြပြချင်တဲ့အကြောင်းအရာလေးကလည်းဒါနဲ့ပတ်သက်တဲ့အောင်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မိထားတဲ့မိကုန်းတွေရှိရဒါဒီနေ့ကျွန်တော်တို့ topic topic ပေါ့နော်အပြင်နဲ့အထက်ရောတူလားအဲ့တော့ဒီနေ့ကျွန်တော်တို့တွားမဲ့အကြောင်းအရာလေးကကျွန်တော်ကြည့်အောင်ဘဝမှာကျွန်တော်တို့ဖြတ်တန်းရတဲ့ state တွေကျွန်တော်တို့ရှိတယ်ဖြတ်တန်းရတဲ့ state တွေဒီ state တွေကိုကျွန်တော်ပထမဆုံးကိုဘယ်နာလေးမှာရောက်နေလေဆိုတာပထမဆုံးသိဖို့လိုတယ်โอเคနော်အဲ့တော့ဒါလေးမတွားခင်မှာကျွန်တော်အဲ့ဒီ stories တွေကိုတစ်ချက်ပြန်ပြပြရမယ်ဆိုရင်ကျွန်တော်ဈေးထဲမှာကြည့်ရပုံမှန်ဆိုရင်ကျွန်တော်ခီးတွေတွားနေရငငယ်တော့4တန်းရောက်ကြတဲ့က8တန်းပြီးတဲ့အထိ4တန်း5တန်း6တန်း9တန်း8တန်းပြီးတဲ့အထိကျွန်တော်ဘယ်မှမတွားရအောင်ဈေးထဲမှာပဲကြည့်ရကျွန်တော်အဖေနဲ့လည်းမတွေ့ရအောင်မတွေ့တော့ဘူးเนาะအဲ့နောက်ပိုင်းမှာဖေလည်းဆုံးသွားတယ်6တန်းရောက်တဲ့အချိန်ကျတော့အဆောင်ရောက်သွားတယ်ဟမ်းမြင့်မောင်ဆိုတဲ့အဆောင်ကြီး6တန်း10တန်းကလည်းအပြင်လူတွေနဲ့လည်းတိတ်စကားမပြောရအောင်ပြန်ရောက်သွားတော့ပြီးလဲပြီးသွားရောကျွန်တော်တို့ကြောင်းတက်ရတယ်ဗောနော်အဲ့တော့ကြောင်းတက်ရတဲ့ချိန်တော့ကြောင်းမတက်ရခင်မှာကျွန်တော်လမ်းပြောက်တဲ့ခါဘာလို့ဘယ်ကြောင်းတက်ရမယ်မသိလို့10တန်းပြီးရဲ့ချိန်မှာဒီထဲမှာကြုံခဲ့ဘူးလားရှိလားတင်တန်းနေ live ပတ်တက်မယ် speaking တွေတက်မယ်အင်္ဂလိပ်စာလေ့လာမယ်ဒီနေ့ခေတ်ကတော့မပြောတတ်ဘူးအဲ့တော့လမ်းလိုက်ရှာတဲ့ချိန်ဒါပေမဲ့ကြောင်းတက်လို့ရပါချင်းကြောင်းတက်ရောဒါပေမဲ့ကြောင်းမှာကြောက်လေကျွန်တော်တို့ရဲ့ဘဝရဲ့လမ်းကြောင်းကြီးကတိတိကျကျမဟုတ်ပြန်ဘူးကြောင်းပြီးွားတဲ့ချိန်ကြောင့်လည်းဘာဖြစ်လဲဆိုအလုပ်ရှာတဲ့အချိန်မှာလမ်းပြန်ပြောက်ပြန်ရောအဲ့တော့ကျွန်တော်တီးရမှာတစ်ခါလေကြားလို့ရှိရင်တချို့လူတွေကဒီထဲမှာရှိတယ်ကိုဘွားမှာမလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတဲ့အချိန်ရှိတယ်မနေချင်တဲ့နေရာမှာနေနေရတဲ့အချိန်တွေရှိတယ်ကိုကနေပြီးတော့ဒီ incubation လို့ခေါ် incubation ကတတိတဲတဲ့ကာလဒီထဲမှာတတိတဲတဲ့ကာလမှာရှိလို့ဘယ်နှယောက်ရှိလဲဟိုဆိုဆိုင်ထဲမှာဈေးမြောင်းချင်ဦးများကျွန်တော်မုန်းတယ်ကိုဈေးထဲမှာကြီးရအောင်ဒါပေမဲ့မလုပ်လို့လည်းမရဘူးလေမမန်းစားဖို့အတွက်ထမင်းစားဖို့အတွက်ဆိုကျွန်တော်တို့ကဒါစီးပွားရေးလုပ်အောင်ပါလေအဲ့တော့ဒီလိုမျိုးမလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတယ်မနေချင်တဲ့နေရာမှာနေနေရတယ်ဒီဥစ္စာမလွဲမရှောင်တာလုပ်နေရတယ်တတိတဲဖို့အတွက်ကိုပြန်လဲမွေးဖွားဖို့အတွက်တတိတဲနေရတဲ့လူဘယ်နှယောက်ရှိတယ်ဒီထဲမှာဆိုရင်လက်လီထောင်းကြည့်ပါโอเคနော်အဲ့တော့ကျွန်တော်တို့တီးရမှာဒါဒီတစ်သက်လုံးဒီလိုပဲတွားမှာမဟုတ်ဘူးဥပမာဆိုရင်ကျွန်တော်တငယ်ချင်းတွေဆို10တန်းပြီးတဲ့အချိန်မှာအမေရိကတွားသွားလို့ရှိမယ်တချို့ကျတော့စေးကြောင်း first year second year မှာသူတခြားနိုင်ငံတွားသွားတဲ့လူရှိတယ်ကျောင်းပြီးတော့တွားတဲ့လူရှိတယ်ဒါပေမဲ့ကိုကကျတော့10တန်းပြီးတော့ကလည်းဂုံနုတွေပါထွက်တယ် polytechnic တွေပါစင်ကာပူတွားကျင်တယ်ဒါပေမဲ့အိမ်ကလည်းမလုပ်ဘူးနောက်တစ်ပြိုင်တည်းမှာပဲပတ်စံလည်းမရှိဘူးတော့အဲ့တော့ကိုမတွားရအောင်ပြီးရင်နောက်တစ်ခုကအဖေကိုလည်းကျွန်တော်ဂတိပေးတာရှိတယ်ဆရာဝန်ဖြစ်အောင်လုပ်ပေးမယ်ဆိုတာအဲ့တော့အကြောင်းမျိုးမျိုးကြောင့်တစ်ခါလေကြားလို့ရှိရင်ကိုလှုပ်ချင်တာလှုပ်လို့မရတဲ့အချိန်တွေအများကြီးကျွန်တော်ရှိတယ်ကျွန်တော်တို့နိုင်ငံရဲ့ culture မှာကြောင့်ကျွန်တော်တို့ကစိတ်ရှည်မှုတီးခတ်မှုဆိုတဲ့ဟာကို promote မလုပ်ကျွန်တော်ကြည့်လိုက်ကျွန်တော်တို့ culture ရမကျေနပ်ဘာလို့လိုက်လဲရိုက်ခွဲပလိုက်မကြိုက်ဘူးဆို comment မှာ share ပလိုက် share ပလိုက်အာခံလိုက်မင်းအလုံးမရလည်းရတယ်ဗျာငါမှစီနဲ့စားနဲ့စားမယ်အိမ်ပြန်မယ်ကျွန်တော်တို့ကဘာဖြစ်လို့ဆိုရင်ဒီ patient လို့ခေါ်တဲ့ဒီစိတ်ရှည်မှုဆိုတဲ့ဟာကျွန်တော်တို့ကပျောက်နေတတ်တယ်ဟုတ်လားမလို့ပြန်စဉ်းစားကြည့်ကျွန်တော်စိတ်ရှည်မှုဆိုတာဘာလို့လဲဆိုဘယ်အရာပဲလို့ဘယ်ကြီးကျယ်ခမ်းနားတဲ့အရာပဲလို့ကျွန်တော်စိတ်ရှည်မှုအရေးကြီးတယ်စိတ်ရှည်မှုနဲ့မြန်ဆန်တာနဲ့မတူမြန်ဆန်တာအလုပ်လုပ်တာနေ့တိုင်းမြန်လို့ရတယ်စိတ်ရှည်တာကတော့ကိုလိုချင်တဲ့ရလက်ရဖို့အတွက်ကိုစိတ်သက်ခိုင်ခိုင်မာမာနဲ့ယုံယုံကြည်ကြည်နဲ့ကျွန်တော်တို့စောင့်တာကျွန်တော်တို့ဒီနေ့ခေတ်ထိတ်ဆုံးရောက်နေတဲ့လူတွေအကုန်လုံးကြည့်လိုက်သူတို့မှာတခြားလူတွေမတူတဲ့အရာပါရှိတယ်ဆိုရင်စိတ်ရှည်မှုဆိုတာရှိတယ်
ဥပမာဆိုတရုတ်လိုမျိုးနေရာမှာကျွန်တော်ကြည့်လိုက်မယ်ဆိုလေလီးတယ်လို့ခေါ်ကျွန်တော်ဘယ်လိုလဲဆိုပြိုင်ဆိုင်မှုတွေအရန်ကြမ်းတာတကွက်မားလိုက်ရင်ဘာဖြစ်တော့ဘောကပြတ်တော့မယ်အဲ့လိုမျိုးနေရာစီးပွားရေးလုပ်တာပဲဖြစ်ဖြစ်နိုင်ငံရေးမှာပဲဖြစ်ဖြစ်အခုရှီကျင်းဖင်တို့ပါတော့အခုသူ့ရဲ့ထိတ်ဆုံးရောက်နေတဲ့သူ့ရှီကျင်းဖင်တို့ပါတော့ကြည့်မယ်ဆိုရင်တခြားလူတွေကတခြားနေရာမှာဘာဖြစ်လို့ဆိုရင်ပါဝါလူနေတဲ့အချိန်မှာသူကဘယ်နာလေးမှာစိတ်ရှိရှိနဲ့တွားလို့နေလဲဆိုရင်ဒီစူဇိုးတို့ပြီးသွားလို့ရှိရင်နောက်ဒီရှန်ဟိုင်းတို့မှာသူ့ရဲ့စိတ်ရှိရှိနဲ့သူပြင်ဆင်နေ point တစ်ခုရောက်မှသူဘာဖြစ်ထိတ်ဆုံးရောက်လာအဲ့တော့ကျွန်တော်ကဘာလို့လဲဆိုစိတ်ရှည်မှုဆိုတဲ့ဟာကကျွန်တော်တို့မှာအရန်အရေးကြီးတဲ့စကားလုံးစိတ်ရှည်ရဆိုတာအဲ့ဒီထဲမှာကိုစိတ်ရှည်ရလို့တတ်မဲ့လို့ဘယ်နှယောက်ရှိလဲစိတ်ရှည်ရဆိုတာကျွန်တော်တို့ထိုင်ဆောင်နေရတယ်မတူဘူးထိုင်ဆောင်နေတော့ဘာမှမလုပ်ဘဲနဲ့ထိုင်ဆောင်နေစိတ်ရှည်ရဆိုတာတခုခုလုပ်ရင်းနဲ့အချိန်ကောင်းအောင်ကျွန်တော်တို့စောင့်နေစိတ်ရှည်ရဘာလို့လဲဆိုအောင်မြင်မှုဆိုတာကကိုယ့်ရဲ့ပြင်ဆင်မှုနဲ့အခွင့်အလမ်းနဲ့ဓာတ်ရိုက်ဖြစ်တဲ့ချိန်မှာအောင်မြင်မှုဆိုတာဖြစ်တယ်လက်ခံလားမသိဘူး opportunity နဲ့ကျွန်တော် preparation နဲ့ထိတွေ့တဲ့အချိန်မှာ success ဆိုတာဖြစ်တယ်အဲ့တော့အောင်မြင်မှုဆိုတာဘာလဲဆိုတာမန် level ထက်ကျော်လွန်ပြီးရတော့အောင်မြင်မှုလို့ခေါ်တယ်ဥပမာဆိုလူတွေက10တန်းကြာနေတဲ့အချိန်မှာက10တန်းအောင်မယ်10တန်းအောင်နေတဲ့အချိန်မှာဂုဏ်မှုထွက်မယ်ဒါဘာလဲဆိုရင်အောင်မြင်မှုလူတွေကဘာဖြစ်လဲဆိုရင်အလုပ်ရှာနေရတဲ့အချိန်မှာအလုပ်ရမယ်လူတွေအလုပ်ရနေတဲ့အချိန်မှာ promotion ရမယ်ဒါကကြောင့်ဘာဖြစ်လို့ဆိုရင်တာမန်တတ်မှတ်ထားတဲ့အောင်မြင်မှုတစ်ခုဆိုတာရှိမယ်နောက်တစ်မျိုးကဒါ society ကတတ်မှတ်တာပေါ့နော်ဥပမာဆိုလူတွေကကားမဝင်အောင်ကိုကားဝင်နိုင်တယ်ဒါဘာဖြစ်လဲဆိုရင်အောင်မြင်မှုကားဝင်နိုင်နေတဲ့ထဲမှာ luxury ကားဝင်နိုင်ဒါဆိုအောင်မြင်ဘာလို့သူက average ထက်ကျော်တဲ့အောင်လူတွေကအောင်မြင်မှုလို့တတ်မှတ်တာတစ်ခုရှိတယ်နောက်တစ်ခုကကြောင့်ကိုလူချင်းတဲ့ဟာကိုရအောင်လုပ်နိုင်တော့တဲ့အောင်မြင်မှုလို့ခေါ်တယ်ကွာဒါလိုချင်းနဲ့ဒါကိုရအောင်လုပ်နိုင်တယ်ဒါအောင်မြင်မှုမလူချင်းဘူးရသွားတယ်ဒါအောင်မြင်မှုမဟုတ်โอเคနော်အဲ့တော့ဒီနေရာမှာဘာဖြစ်လဲဆိုရင်ဒီကိုရဲ့ဒီနှစ်ခုသလုံးကျွန်တော်ကြည့်ရတယ် average ထက်လည်းကျော်ဖို့လို့ကိုလိုချင်တဲ့ဟာလည်းရဖို့လိုတယ်ကိုလိုနေကျင်တဲ့ဟာရဖို့တော့ဆိုကိုဘာလိုချင်လဲဆိုတာတခြားသိဖို့လိုတယ်ကိုလိုချင်တာရအောင်လုပ်နိုင်တာပါဝါပဲအဲ့ဒါအရင်ကြီးအဲ့ဒါလေးရေးထားလိုက်ကိုလိုချင်တာရအောင်လုပ်နိုင်တာပါလေပါဝါအဲ့လိုချင်တာရအောင်မလုပ်နိုင်ဘူးဆိုတာဘာဖြစ်လဲပါဝါမဟုတ်ကိုဒီကောင်မလေးကိုကြိုက်တယ်ဒါမို့ကိုလိုချင်တဲ့ပုံစံဒီလိုပုံစံမျိုးလိုချင်တာရအောင်လုပ်နိုင်ဒါပါဝါပဲဒီလိုမျိုးကားမျိုးရချင်တယ်ရအောင်လုပ်နိုင်ပါဝါပဲဒါမျိုးကျွန်တော်တို့ဘဝအောင်နေထိုင်နေတယ်ရအောင်လုပ်နိုင်ပါဝါပဲအဲ့တော့ဒီလိုလှုပ်ဖို့အတွက်ကကျတော့ချက်ချင်းရကြမှာရမှာကျွန်တော်ဒီထဲမှာကံဤအကျိုးယုံကြည်ရလို့ရှိလားမသိဘူးနော်ကျွန်တော်ဗုဒ္ဓဟောပြီးတဲ့ကံဤအကျိုးတချို့ကံတွေကချက်ချင်းအကျိုးပေးတယ်တချို့ကံတွေကဘာလို့ရလို့အချိန်ဆောက်ရတယ်နော်ကံဘယ်နှပါရှိကံ၃ပါးရှိတယ်ကာယကံဝစီကံမနောကံဆိုတာဘာလို့လဲကျွန်တော်စဉ်းစားတာကျွန်တော်တို့ဖြစ်ချင်တဲ့အရာတစ်ခုဖြစ်ဖို့အတွက်ဆိုရင်ခေါင်းထဲမှာတစ်ခါစဉ်းစားရတယ်စာရွက်ပေါ်မှာတစ်ခါစဉ်းစားရတယ်တကယ်လို့ရတယ်အဲ့တော့ဒါဒီကျွန်တော်မနောကံကိုဖြစ်ချင်တဲ့ဟာကိုနေတိုင်းပြောမယ်တခြားလူတွေကိုပြောပြပေးမယ်ဒါဘာလို့ခေါ်လဲဆိုဝစီကံတကယ်လို့ဆောင်မယ်ဒါပါလဲဆိုရင်ကာယကံကျွန်တော်နေ့တိုင်းတွေးနေတာဘာတွေတွေးနေလဲဘူဓာတ်တွေပဲတွေးနေလားမဖြစ်ချင်တဲ့ຢာတွေပဲတွေးနေလားတခြားလူတွေအပြစ်တင်ဖို့ပဲတွေးနေလားအစင်မပြေຢာတွေပဲတွေးနေလားဒါမှမဟုတ်ကျွန်တော်တို့အစင်မပြေတဲ့မိကုန်းတွေပဲမေးနေလားဘာလို့ငါဒီလောက်မွဲနေရလဲငါဘာကြောင့်မလို့အလုံးမရတာလဲဒီကောင်တွေကဘာလို့အောင်မြင်ပြီးငါအားကြောင့်ဟောဖြစ်နေရလဲဘာလို့ဒီလောက်တော့မှဟောဖြစ်နေရလဲကျွန်တော်တို့ကဘာဖြစ်မကောင်းတဲ့အတွေးတွေရင်မားတဲ့အတွေးတွေဘာဖြစ်မလို့လဲရတဲ့ဘဝလည်းမားမှာအဲ့တော့ပထမဆုံးကျွန်တော်တို့ပြင်ရတာအဲ့ဒီမနောကံကျွန်တော်တို့စဉ်းစားတဲ့ပုံစံကျွန်တော်ပြင်ရတယ်အရန်အရေးကြီးတယ်ဘာလို့လဲဆိုရင်အင်္ဂလိပ်တွေကအိန္ဒိယကိုအုပ်ချုပ်တော့ဘာနဲ့အုပ်ချုပ်သွားလို့ဆိုရင် guild လို့ခေါ်တဲ့ကိုအပြစ်တင်စိမ့်နဲ့သူအုပ်ချုပ်သွားတာအဲ့ဒါနဲ့ control လုပ်သွားတာအဲ့ဒီ control လုပ်သွားတဲ့ကကျွန်တော်နိုင်ငံမှာအခုချိန်ကြီးရှိနေအောင်ဒီဘဝမအောင်မြင်တာဘာကြောင့်မလို့လဲအခုချိန်မှာမအောင်မြင်တာဘာကြောင့်မလို့လဲအရင်ဘဝကမကောင်းတာလုပ်ခဲ့လို့မလုပ်ခဲ့လို့အဲ့ဒါပြီးသွားပြီကျွန်တော်တို့စဉ်းစားရမှာအဲ့ guilt trap လို့ခေါ်တယ်ကိုအပြစ်တင်တဲ့ဟာကိုကျွန်တော်တို့ကြော်လွှားရမှာအပြစ်တင်တတ်တဲ့ဒီ guilt trap ကိုစဉ်းစားရအောင်နော်ကြော်လွှားဒီမှာပြချင်တာကနံပါတ်1ကကျွန်တော်တို့ incubation phase ဆိုတာရှိတယ်ကိုကဒီတင်နေတဲ့အချိန်မှာတခြားလူတွေအောင်မြင်နေရတယ်တွားပြီးတော့မှနိုင်ရှင်ပြီးတော့မှစိတ်သက်ကြတယ်မလို့အရေးကြီးတာဘာလို့ဖို့လို့ဆိုရင်ကျွန်တော်တို့ခေါင်းအေးထားစိတ်ရှိထား plan လုပ်ဖို့လိုတယ် incubation ကျွန်တော်တို့လိုတယ်
တခါလေကြာဒီ incubation ဒီ9နှစ်လောက်ကြာရင်ကြာမယ်တခါလေကြာရင်9နှစ်လောက်ကြာရင်ကြာမယ်ဥပမာဆိုရင်ကျွန်တော် incubation phase ဆိုလို့ကျွန်တော်ကြောင်းတက်တဲ့အချိန်ပေါ့နော်ကိုကဝါဒနာပါတာ business ဝါဒနာပါတယ်ဒါပေမဲ့အိမ်ကလည်း business ကိုနိုင်ငံခြားမှာကြောင်းမထားပေးနိုင်ဘူးပြည်တွင်းမှာဆိုလို့ရှိရင်လည်းဘာမှတိတ်ပြီးထူးခြားမှာမဟုတ်ဒီတော့ကိုကကြောင်းဘွဲရဖို့6နှစ်လောက်စောင့်ရင်းနဲ့ဘာလုပ်လို့ရလဲဆိုရင်စောင့်ရင်းနဲ့ကိုလိုချင်လှုပ်ချင်တဲ့ဟာလုပ်ဖို့အတွက်ပြင်ဆင်ရတယ်6နှစ်အတွင်းမှာကိုဘာတွေလုပ်လို့မရဘူးလေโอเคနိုင်ငံခြားလည်းတွားလို့မရအောင်ဘာလုပ်လို့ရလဲကိုစာတင်တဲ့နေရာမှာ landing လုပ်တဲ့အပိုင်းမှာမြန်မြန်ဆန်ဆန်စာဖတ်လို့ရအောင်လေ့လာလို့ရမယ်။မဲ့ညံပိုကောင်းအောင်လုပ်လို့ရမယ်။ business ရဲ့အခြေခံတွေ online ကနေကျွန်တော်လေ့လာလို့ရမယ်။ပြီးလို့ရှိရင်စိတ်သက်မကြောက်အောင်ဘာလို့လူတန်းဘောမှာခဏခဏစိတ်သက်ကြမှာ။စိတ်သက်မကြောက်အောင်အခြေခံဖြစ်တဲ့ personal development ကိုကျွန်တော်လေ့လာရမယ်။ပြီးလို့ရှိရင်ကြောင်းလဲပြီးရောပြန်တန်းလို့ရတဲ့အချိန်ကျရင်ဟိုးတိုင်းကျွန်တော်ချက်ချင်းပြန်တန်းလို့ရအောင် ready ဖြစ်အောင်ကျွန်တော်ဒီ6နှစ်မှာဘာလို့လေ့ကျင့်မယ်။အဲ့တော့အဲ့ဒီ6နှစ်ကိုဘာလုပ်လဲဆိုရင်အဲ့လေ့ကျင့်တဲ့ကာလအနေနဲ့လုပ်တယ်။အဲ့တော့ပုံမှန်ဆောင်ပွဲဖြေတာအပြင်ခုနက learning how to learn ပေါ့နော်ဘယ်လိုတင်ယူရမလဲဆိုတဲ့အပိုင်းဒါတွေကျွန်တော်ပြင်ဆင်တယ်ဘာလို့လဲဆိုရင်တချို့အရာတွေကကျွန်တော် control လုပ်လို့မရဘူးတချို့အရာတွေ control လုပ်လို့ရတယ်အဲ control လုပ်လို့ရတဲ့အချိန်မှာ incubation phase မှာကိုကရှိနေရပေါ့နော်ဒါတတိတဲတဲ့အဆင့်မှာရှိနေဆိုရင်ကိုကဒီတိုင်းမဲ့အချိန်ကိုဖြုံးလိုက်နေကိုအနေနဲ့နောက်တစ်ဆင့်မှာလုပ်ဖို့လုပ်ဖို့လို့ပြင်ဆင်ထားဖို့လိုတယ်အဲ့တော့ဒီအလုပ်ကြီးကိုမကြိုက်ဘူးဒါပေမဲ့အလုပ်ကမလုပ်လို့လည်းမရအောင်ဒီနေရာမှာမနေချင်ဘူးဒါပေမဲ့မနေလို့လည်းမရအောင်ဒီတော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်အခုရှိနေတဲ့အနေအထားမှာကျွန်တော်တို့ prepare လုပ်နေလို့ရတယ်ပြင်ဆင်နေလို့ရတယ်ဘာလို့လဲဆိုရင်နောက်တစ်ချိန်ကိုကျွန်တော်တို့ပြန်တန်းဖို့အတွက်โอเคနော်ဒီအဆင့်မှာအများဆုံးဒီအဆင့်ကိုမခံစားနိုင်တဲ့အချိန်မှာကြည်ကွဲတာတွေဖြစ်တယ်ယူကျုံးမရတာဖြစ်တယ်ပျက်စီးတာတွေဖြစ်တယ်ပြီးလို့ရှိရင်ကိုတနာလာတယ်ပြီးလို့ရှိရင်လမ်းပြောက်တာမဟုတ်ဘူးသူကလမ်းကိုမရှိတာအဲ့လိုခံစားရတဲ့ဒီဥစ္စာအဲ့လိုမျိုးခံစားရလူရောရှိလားဒါက incubation phase မှာကျွန်တော်တို့ဖြစ်တဲ့အဆင့်အဲ့ချိန်ကျရင်ကိုတနာတတ်တာဖြစ်တယ်တခါကျရင်ကိုအိမ်မှာအိတ်တဲ့အချိန်ပေါ့နော်ပြန်စဉ်းစားကြငါဘွားပျော်စရာကောင်းတဲ့ရက်တရက်မှအောင်မရှိခဲ့ဘူးပါဘူးလို့ပြီးလို့ရှိရင်ကြေကွဲတာတို့မျက်ရည်ကျတာတို့ကိုတနာတာမျိုးကြုံမှုလို့ရှိလာဒီထဲမှာသူများတော့မသိဘူးကျွန်တော်ငယ်တော့ဆိုရဖြစ်တယ်7တန်း9တန်းဆိုဟာငါတယောက်တည်းလုံးကြီးဖြစ်တာလူတွေကလည်းကိုနားမလဲဘူးကြုံမှုရဲ့လူရှိလားလူတွေဆိုတဲ့နေရာမှာကိုမိသားစုတွေအမျိုးတွေနားမလဲဘူးဒါကဘာဖြစ်လို့သူတဘာဝပဲဒါကတဘာဝပဲဒါကတဘာဝပဲအဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီကာလဒီကျွန်တော် incubation phase မှာကျွန်တော်ပြင်ဆင်ရမယ်ဘာပြင်ဆင်ရမလဲကျွန်တော်တို့စာဖတ်တတ်ရမယ်စာဖတ်တတ်ရမယ်အင်္ဂလိပ်စာဖတ်တတ်ရမယ်ဒါဒီအခြေခံမရှိမဖြစ်အရေးကြီးအင်္ဂလိပ်စာဖတ်တတ်ရမယ်အင်္ဂလိပ်စာတတ်ရမယ်အင်တာနက်သုံးတတ်ရမယ်ဒါဒီနှစ်ခုမရှိရင်ကျွန်တော်တို့ကလမ်းကပျောက်ပြီးထပ်ပျောက်နေဦးမှာဒါမလုပ်လို့မရအောင်ဘာလို့လဲဆိုရင်အင်္ဂလိပ်စာဖတ်တတ်ရင်ဘာလုပ်လို့ရလဲဆိုရင် YouTube မှာလည်းဗီဒီယိုတွေအများကြီးကျွန်တော်ရှိ internet မှာလည်းရှိ AI ခေတ်မှာကျွန်တော်အများကြီးခိုင်းလို့ရတယ်ဖတ်တတ်တယ်ရေးတတ်တယ်ပြောတတ်တယ်နားထောင်တတ်တယ်ဆိုရင်အဲ့တော့ဒီဟာဒီအခြေခံအဆင့်ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့အုံနောက်စဉ်းစားကြည့်ကိုယ့်အုံနောက်ကျဘယ်လောက်တောင်းရမှာလဲတည်တဲ့အထိကျွန်တော်တောင်းရမှာဟုတ်လားအဲ့တော့ဒီအုံနောက်ကိုကျွန်တော် accurate လုပ်ဖို့လိုတယ်စာတင်တာမြန်ဖို့အတွက်အုံနောက်အလုပ်လုပ်တာမြန်ဖို့အတွက်ဒီဟာတွေကျွန်တော်လုပ်လို့ရတယ်ဘာလို့တက်လုံးတောင်းရမှာပြီးလို့ရှိရင်ကျွန်တော်စိတ်တက်ကခဏခဏကြာမှာအဲ့တော့ဒီစိတ်တက်မကြတော့ကိုယ့်ရဲ့ psychology ကိုတိဖို့ဒါလောက်အောင်ဘာလို့လဲကျွန်တော်ဘောမှာဆိုစိတ်တက်ခဏခဏကြာဒီတဲကဟွာတွေရောမသိဘူးဒီကိုမောင်နှမတွေရောမသိဘူးကျွန်တော်ဘောမှာခဏစိတ်တက်ကြလို့အဲ့ဒီစိတ်တက်ကြတဲ့ပြဿနာကြီးကိုဖြေရှင်းဖို့အတွက်တစ်ခုပြီးတစ်ခုလိုက်ရှာရနီလန်းနေရှာ10နှစ်ကျော်မကရှာရတယ်အဲ့အမှာနီလန်းတွေးမှာခုနောက်ပိုင်းမှာဟာစိတ်မညစ်တတ်ဘူးလားလို့လူတွေကထင်လားမဟုတ်အဲ့ဒီပြဿနာတွေကငယ်တော့ကြုံပြီးသွားပြီစိတ်ညစ်တဲ့ပြဿနာတွေကဟိုမှာဆိုရင်တိမ်ငယ်တဲ့တခြားလူတွေနဲ့တွေ့ရတဲ့အချိန်မှာနော်ပြီးလို့ရှိရင်တခြားလူတွေကကိုဘာဖြစ်လို့ဆိုရင်နေနေဆိုရင်ဒေါသထွက်တယ်ဘာလို့ရမလဲဆိုတော့လောရမယ့်ဟာမသိဘူးလူတွေကကိုနိုင်ရှင်တဲ့ဟာမျိုးရှိမယ်အဲ့တော့လူရမတွင်းတဲ့ဟာရှိမယ်ဒီရဲ့ဟာတွေကကျွန်တော်တို့ကလူတိုင်းမှာကြုံလို့ရမယ်ပြီးလို့ရှိရင်စကားပြောတဲ့အချိန်ကျရင်လည်းငါပြောတာမားဝါပြီလားမသိဘူးဆိုပြီးတော့မှအမြဲတမ်းကိုအပြစ်တင်နေရမျိုးကျွန်တော်တို့ဖြစ်တတ်တယ်ဒီထဲမှာကြုံရလားလူကြီးနဲ့ပဲဖြစ်တခြားလူနဲ့ပဲဖြစ်ကိုစကားပြောလိုက်လို့ငါပြောတာမားဝါပြီလားမသိဘူးတော့အမြဲတမ်းပြန်စဉ်းစားမိရတယ်
နော် okay ဒါတွေကကျွန်တော်တို့က okay နော်ဒီအခုထိကျွန်တော်ပြောတဲ့ဟာရောကျွန်တော်တို့ကြုံတွေ့ရတဲ့ကြိုက်တယ်ဆိုဘယ်နှယောက်ရှိလဲမသိကျွန်တော်လက်လေးထောက်မိပါအောင်ဟိုကျွန်တော်ပြောရတဲ့။အကုန်လုံးကြုံတွေ့နေရတဲ့အချက်တွေနဲ့ကြိုက်ရဲ့လားဆိုတာကျွန်တော်သိချင်လို့ okay နော်ဟုတ်ပြီဒါဆိုရင်ဒါကကျွန်တော်တို့ဟိုကြုံတွေ့ရတဲ့ဟာဒီလူတိုင်းကြုံတွေ့ရမှာပဲအရေးကြီးတာတွေဘာအရေးကြီးလဲဆိုရင်စိတ်ရှိဖို့အရေးကြီးရယ်တရက်တာကိုအလဟတမဖြုံးတီးလိုက်ဖို့အရေးကြီးရယ်ကျွန်တော်တို့မှာပိုင်ဆိုင်တာဒီ24နာရီပဲပိုင်တာဒီ24နာရီမှာကျွန်တော်8နာရီလောက်အိတ်တယ်ဆိုရင်ကျန်တဲ့ချိန်ပဲကျွန်တော်တို့ကြံတာဟုတ်လားအလုပ်လုပ်တဲ့ချိန်ရှိမယ်ဒီတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့အုံနောက်ကိုကျွန်တော်မြန်ဆန်အောင်ကျွန်တော်လုပ်ဖို့လိုတယ်အင်္ဂလိပ်စာလေ့လာရမယ်အုံနောက်ကိုမြန်ဆန်အောင်လုပ်အောင်ကျွန်တော်တို့ရဲ့ဘဝဒီကျွန်တော်တို့ရဲ့အသွေးအခေါ်ရဲ့ရှိတဲ့လောက်ပဲဘဝအကြီးอ่ะအခုအချိန်မှာဗျာခင်ဗျ Apple CEO Apple company ရဲ့ CEO ကြီးလုပ်လိုက်တော့ဆိုပြီးကိုယ်ပေးလိုက်ဘာဖြစ်သွားမလဲအဲ့ company ဘာဖြစ်သွားမလဲအဲ့ company ပိုတိုးတက်လာမလားပျက်စီးသွားမလားနော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီကျွန်တော်လူတိုင်းဒီကိုယ့်ရဲ့အမြင်ရှိလောက်ပဲကိုယ့်ရဲ့အမြင်ရောက်တာကိုယ့်ရဲ့အမြင်ရှိလောက်ပဲကိုယ့်ရဲ့အမြင်ရောက်တာရောက်လို့ခေါင်းနဲ့ထဲတဲ့အမြင်တွေကိုကျွန်တော်အမြင်နဲ့ကြည့်ဆိုင်ခေါင်းနဲ့ကိုထဲတဲ့အမြင်တွေကျွန်တော်ကြည့်ဆိုင်ကိုမေးတဲ့မေးခွန်းတွေကျွန်တော်ကြည့်ဆိုင်ရတယ်ကိုမေးတဲ့မေးခွန်းတွေကြည့်ဆိုင်ရတယ်ပြီးတခြားလူတွေဥပမာအောင်မြင်တဲ့ဥပမာဆိုရင်တခြားလူတွေတခါလေကြာရင်ကျွန်တော်တို့မွဲနေတဲ့လူတွေကဘယ်သူတွေကိုရည်တယ်သူတို့ချမ်းသာမှာပေါ့ဘာမကောင်းတာတွေလို့လည်းမသိဘူးအဲ့ဒီ stories ကိုပြန်ဆန်းစစ်ရတယ်ကျွန်တော်တို့ကเนาะအဲ့တော့ဒီမှာပြပြချင်တာ incubation phase မှာဒီကျွန်တော်တို့စိတ်ရှည်ဖို့လိုတယ်ပြီးလို့ရှိရင်ပုံမှန်ကျွန်တော်တို့ယင်းနှီးမြုပ်နှံမှုပြုလုပ်ကလိုအပ်တဲ့အခြေခံ skill set တွေကျွန်တော်တို့က foundation မှာကျွန်တော်လုပ်သွားဖို့လိုတယ်အဲ့ဒီထဲမှာကျွန်တော်တို့အင်္ဂလိပ်စာပါတယ် IT ပါတယ်ဒီနေ့ခေတ်က AI တွေပါတယ်ပေါ်လာပြီဆိုလိလာရအရန်လွယ်သွားတဲ့ခေတ်ကျွန်တော်တို့ဖြစ်တော့မယ်ကံကောင်းတာတခုကတော့ကျွန်တော်တို့ခေတ်က internet ခေတ်ပေါ့2000နဲ့မှ9မှာကျွန်တော်10တန်းပြီးတယ်ဒီဇင်ဘာလမှာကျွန်တော်စေးကြောင်းပထမနေ့ကိုစ join တယ်အဲ့ဒီ join တဲ့ချိန်မှာဒီ Mandalay မြို့မှာအဲ့ဒီချိန်တော့ internet သုံးလို့ရတဲ့နေရာနှစ်နေရာပဲရှိတယ်စေးကြောင်းအရှိတက်မှာ Japan Store ဆိုတာရှိတယ်အဲ့ခေတ်တော့ပြီး KMD Center ဆိုတာရှိတယ် KMD Center ဆို82လမ်းဒီ29 28ကြားမှာအဲ့တော့ KMD Center ကညနေဆိုရင်ပိတ်ပြီသူကညနေ9နာရီ6နာရီလောက်ဆို9နာရီလောက်ဆိုပိတ်ပြီဆိုတော့ကျွန်တော်ဘယ်ကိုသွားလဲဆိုရင်အဲ့ဒီ Japan Store ကိုသွားတယ်အဲ့ချိန်တော့ internet connection အင်မတန်နေတာဒီနေ့လိုမျိုး Facebook တော့မရှိသေးဘူးအဲ့တော့ MIRC တို့ဘာလို့ခင်ကြားဘူးရဲ့လူရှိလားမသိဘူး ASL please တို့ ASL ဆိုတာ HSS location ပေါ့နော်ကျွန်တော်တို့ကအဲ့လိုမျိုးခင်အဲ့တော့ internet တစ်ခုတချင်းတစ်ပုတ် download လုပ်လို့ရှိရင်ကျွန်တော်တို့ကအကြာကြီးစောင့်နေရတာအဲ့ဒီခေတ်အခုခေတ်ကအရန်မြန်တော့ landing လုပ်တဲ့ speed ကအရန်မြန်သွားပြီအဲ့ခေတ်တော့ကျွန်တော် internet ကနေပဲအမြဲတမ်းကျွန်တော်တို့က landing လုပ်လို့မလွယ်ဘူးဘာလို့လဲဆိုအဲ့ဒီချိန်တော့တနာရီကျွန်တော်900ပေးရတယ်အဲ့ချိန်တော့ဒီဟိုမှာ KMD မှာတကယ်လို့ Japan Store ရောက်သွားရင်တနာရီ1500ဖြစ်သွားတယ်1500ဆိုကျွန်တော်10တန်းပြီးချင်းဆိုအရန်များတယ်ကျွန်တော်တို့အတွက်ကအဲ့တော့ဘာလို့လဲဆိုအဲ့တော့ MP3 ဆိုတာလေးရှိတယ်အဲ့ MP3 ဆိုရဲ file လေးထည့်ပြီးသွားလို့ရှိရင် file ဆွဲခလုတ်ကိုနေပြီး web page ကို download လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဖုန်းကအဲ့တော့ဆိုကွန်ပျူတာကလည်းမရှိကွန်ပျူတာရှိအောင်ကျွန်တော်2008လောက်မှကျွန်တော်ကွန်ပျူတာဝယ်ဖြစ်တာအဲ့ဒါလေးကိုတိန်းတာပြီးလို့ရှိရင် internet ရှိတဲ့နေရာလေးရောက်လို့ရှိရင်ဥပမာ British Council တို့ဘာအောင်မှာဆိုရင် member ဝင်တိုင်းကျွန်တော် internet သုံးလို့ရတယ်တရက်ကိုတစ်နာရီအဲ့တော့အဲ့ဒီ file လေးတွားပြီးမှဖွင့်နေရမယ်ကျွန်တော်လောက်ရတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့ခေတ်တဲ့အများကြီးပိုကောင်းသွားတာက internet ရှိရယ်ဖုန်းရှိရယ် AI ရှိရယ် AI ကလည်းအခမဲ့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ landing လုပ်တဲ့ phase ကအရင်မြန်သွားပြီအဲ့တော့ကျွန်တော်တို့အချိန်ကိုအလဟတ်တာကျွန်တော်မတုံးနဲ့ဒီကာလမှာကျွန်တော်တို့က incubation phase မှာကျွန်တော်လိုအပ်တဲ့ skill set တွေကျွန်တော်တို့ဖြည့်ရမယ်ဒီကာလမှာအဲ့တော့ဒီလိုဖြည့်တဲ့ကာလမှာဒုတိယကြောင့်ကျွန်တော်တို့ဗာလဲဆိုဒီ incubation phase ပြီးသွားရင်ရှာဖွေတဲ့အဆင့် search တချို့ကြောင့် loss လို့ပြောတယ် loss ကတော့ incubation မှာလည်း loss ဖြစ်တယ် search မှာလည်း loss ဖြစ်တယ် search ကကြောင့်ကျွန်တော်လမ်းရှာတဲ့ချိန်အဲ့တော့လမ်းရှာတဲ့အချိန်ကြီးတစ်ခါလေကြောင့်ရှင်ကြာတတ်တယ်လမ်းရှာတဲ့အချိန်ကြီးကြာတတ်တယ်ဥပမာဆိုရင်ကျွန်တော်2012ဘာလို့ကျွန်တော်အကြောင်းပြောလဲဆိုရင်ကျွန်တော်တို့ကမြန်မာပြည်မှာဖြတ်တန်းလမ်းရတဲ့ဟာအရန်ကွာမှာမဟုတ်ဘူးကျွန်တော်တို့ဖြတ်တန်းရတဲ့ပုံစံပေါ့နော်2000နဲ့မှ12 February လမှာကျွန်တော်ဘွဲရတယ်ဘွဲရတော့အလုပ်တွေလိုက်လျှောက်တယ်ဒါဒီ search phase
တေချာတစ်ခုကတော့အဲ့ search phase မှာအရန်တိဖို့လိုတာကိုဘာလိုချင်လဲဘာမလိုချင်ဘူးလဲဆိုတော့ကျွန်တော်တို့သိရမှာဒါတချို့ကလည်း self awareness လို့ခေါ်တယ်ကိုဘာလိုချင်တာလဲကိုဘာမလိုချင်ဘူးလဲအဲ့ဒီချိန်မှာကျွန်တော်စေကမ်းမှာလို့ရင်ကျွန်တော်ချက်ချင်းလုပ်ရမယ်ဝင်ငွေလည်းအတင်းတင်းကျွန်တော်ရမယ်ဒါပေမဲ့ကျွန်တော်လိုချင်တဲ့ဟာဒီ business ကိုတွားချင်တာ clinical ကိုတွားချင်တာမဟုတ်အဲ့တော့ကျွန်တော်လုပ်ချင်တာဒီ company မှာလုပ်ချင်တာအဲ့တော့ company မှာလုပ်လိုက်ရှာအလုပ်ကမရအောင်6လတော့မှာရန်ကုန်တက်သွားတယ်ပတ်စံအခိုးခံရတယ်မျိုးတိုင်ပက်တယ်လမ်းနေရမသိဘူးအဲ့တော့16လမ်းမှာနေအဲ့ဒီကျွန်တော်တို့ညောင်ပင်လေးဈေးလာသူအနောက်မှာဆိုရင်ကျွန်တော်တို့ပါရှိတယ်စောင်းနေရဘေးကအခန်းပေါ်ကပတ်စံခိုးရတယ်အဲ့တော့အဲ့လိုမျိုးအမျိုးစုံပြဿနာကျွန်တော်တို့ကြုံရတယ်ဗောနော်ပြီးရင်အဲ့တော့ RC2 ကိုကျွန်တော် bus car လေးနဲ့တွားတယ် bus car စီအဲ့တော့2ဆင့်စီးသွားရတယ်လဲတန်းကို bus car 1ဆင့်စီးရတယ်အချိန်တော့လဲတန်းကနေပြီးဟိုဘက်အမတ်တိုင်ကို1ဆင့်စီးရတယ်ပြီးရင် RC2 ကိုလမ်းလျှောက်သွားရတယ်အဲ့တော့လမ်းလျှောက်သွားတဲ့အချိန်မှာဆိုရင်ကျွန်တော်အိန္ဒိယနဲ့မြန်မာနဲ့တင်တဲ့ဒီ HR 10ရက်တင်တဲ့ကိုတွားတယ်တော်အဲ့မှာကားစီးတဲ့လူတွေစကားမပြောကိုနဲ့အဲ့မှာရန်ကုန်ရဲ့အထာအဲ့လိုလားဗောနော်ဘာလို့လဲဆိုရင်ကောဘတ်ကားနဲ့လာလို့အဲ့တော့ပြောရမယ်ဆိုရင်ဒီ face တွေကဘာဖြစ်လဲကိုကကြုံတွေ့ရမှာပဲကြုံတွေ့ရမှာဆိုတဲ့နေရာမှာဒီကနေကိုကဒေါတာတွေထွက်ဖို့ချားတွေမဟုတ်လူတွေကြောင့်နားလဲဘူးโอเคဒါကတဘာဝပဲလောကတဘာဝပဲဒီထဲမှာကြုံရလားကိုခွဲခြားဆက်ဆံခံရတဲ့ကြောင့်မလို့ဒေါတာထွက်တာဘာကြောင့်လို့လူတွေကမမျှတရလဲဆိုတာအဲ့ဟာတွေကျွန်တော်တို့နားလဲသွားတာဘဝဆိုမမျှတအောင်ဘဝဆိုအစကတည်းကမမျှတအောင်ဘာဖြစ်ဖို့လို့လဲဆိုရင်ကျင့်သားရဖို့လို့လဲဗောနော်ကျွန်တော်တွေ့ကြားဖို့လိမ့်မယ် life is not fair get used to it ဆိုတာ okay အဲ့တော့ကျွန်တော်စဉ်းစားရတယ်ဒါဆိုရင်ငါဒီ game တွေကိုရောက်လာပြီဗောနော်ဒီ game plan ထဲမှာအောင်မြင်ဖို့အတွက်ဆိုဘာလုပ်မလဲအဲ့တော့ကိုပြန်မေးရတဲ့အချိန်အဲ့ဒီအချိန်တော့ဆိုရင်2012ဆိုတော့ကျောင်းစပြီးတဲ့အချိန်23လောက်အရွယ်ပေါ့နော်ငါဆေးကျောင်းလေးပြီးပြီအချိန်လဲကျောင်းလေးပြီးပြီးသွားအခုမှကားလည်းမပိုင်ဘူးဆိုင်ကလည်းစီးနေရဆိုင်ကရှိမယ်ဖုန်းလေးရှိမယ်ပေါ့နော်အဲ့တော့ရန်ကုန်မြို့ရောက်လာတယ်နေစရာနေရလည်းမရှိဘူးအိမ်လည်းမရှိဘူးငါဘွားကျောင်းပြီးအလုပ်ကလည်းမရှိဘူးအဲ့ငါဘွားကြီးဘာလုပ်မှလဲပေါ့နော်အဲ့ဒီအချိန်မှာအဲ့လိုမျိုးကြုံမှုတဲ့လူစဉ်းစားဖို့လိုရှိလားအဲ့တော့သူများတွေကကားကြီးစီးနေကွာငါဘွားကြီးဘာလုပ်မှလဲပေါ့နော်ဒီစာလဲလေ့လာနေတာပဲ library လဲတွားတယ်ငါဘွားကြီးတခုခုမားနေပြီပေါ့နော်ဒါအင်္ဂလိပ်လိုလည်းဖတ်တတ်တယ်အလုပ်ကလည်းမရအောင်အဲ့ဒီချိန်အဲ့ဒါကကျွန်တော်တို့ကအဲ့ဒီ search phase မှာကျွန်တော်တို့ dilemma တွေဖြစ်တာပြီးရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့အဲ့ဒီပြဿနာတွေဖြစ်တဲ့ phase အဲ့ဒီချိန်မှာကျွန်တော်ဘာလုပ်လဲဆိုရင် okay ဒီ phase မှာဆိုလို့ရှိရင်ကိုကဘာဖြစ်ချင်လဲဆိုတော့ပြန်ကြည့်ရင်အဲ့တော့အလုပ်တွေကမရအောင်ဘာလို့မရလဲပြန်စဉ်းစားကြည့်အချိန်အဲ့တော့ဆိုရင်မမရပထမ group ဆိုတာရှိတယ်မြန်မာပြည်မှာသူက brand ချက်ပေါင်းရည်တွေဖြန့်တဲ့ company အဲ့ဒီနေရာကိုတွားဖို့အတွက်ဆိုရင်ကျွန်တော်မှာ bus ကားနဲ့နောက်ကျလို့ taxi နဲ့တွားလာတာ3သိန်းပြီးရဒါပေမဲ့အဲ့ဒီကိုအရှိမ MRCP ပြီးပြီးသားလူကလုပ်ရအောင်โอเคအဲ့မှာအလုံးမရလိုက်အဲ့တော့အစင်မပြေတဲ့အချိန်တိုင်းမှာကျွန်တော်ဘာလုပ်လဲဆိုရင်ဒီဟာဘာကြောင့်မလို့အစင်မပြေရလဲဆိုတော့ notes တွေကျွန်တော်ရေးခဲ့ပထမဆုံးကျွန်တော်ရှောက်တဲ့ကုမ္ပဏီကနီလေးနိုင်2012တော့2သိန်းပေးတဲ့ကုမ္ပဏီအလုံးမခံဘူးဘာလို့မခံတာလဲဗောနော်ဘာလို့လဲဆိုရင်ကျွန်တော်ပြောတာမှားပါတယ်ဘာပြောမှားလဲဘယ်လောက်လုံးမှလဲလို့မေးရင်ကျွန်တော်တစ်နှစ်ပဲလုံးမှာဘာလို့လဲဆိုရင်ပြီးရင်ကျွန်တော် MBA တက်မှာတွေကိုယ်တိုင်စီးပွားရေးလုပ်မရတယ်ကျွန်တော်ရဲ့ real plan ကိုမဖြတ်အဲ့တော့ဘာဖြစ်လဲဆိုဟာဒါဆိုရင်တော့တစ်နေ့ပဲလုံးမှာဆိုငါတို့တို့ train လုပ်မယ်ပြီးရင်အလုပ်ခိုင်းမယ်ပြီးသွားလို့ရှိရင်ထွက်သွားမယ်ဆိုတော့မဟုတ်သေးပြန်အောင်မခံလိုက်အောင်ဒုတိယတစ်ခုတွားတယ်ဒုတိယတစ်ခုတွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါအတွေ့အကြုံမရှိတဲ့အတွက်ကြောင့်မလို့ဒီ position ကြောင့်မရအောင်အဲ့လိုမျိုးပေါ့နော်တစ်ခုပြီးတစ်ခုကျွန်တော်တို့တွားပါနောက်ဆုံးကြောင့်ဘာဖြစ်လို့ကျွန်တော်အလုပ်ရောက်သွားတဲ့ company ကခုနကတော့ company အကုန်လုံးရှင်လာတဲ့အကောင်းဆုံး company မှာရတယ်အဲ့ဒါဘယ်ချိန်ကြောင့်မလို့တစ်နှစ်ကြာတယ်အဲ့ search phase ကိုတစ်နှစ်ကြာတယ်အဲ့တော့ဂျွန်လာရောက်တဲ့ချိန်ကျတော့နောက်ဆုံးကျွန်တော် DKSH ကိုရောက်ပါတယ် interview second interview ပါတဲ့ချိန်ကျတော့ manager ယာရုတော့ခန့်လိုက်ဘူးเนาะ assistant manager ယာရုရလာဆိုမလုပ်ချင်ကျွန်တော် manager ယာရုပဲလုပ်ပါပေါ့ဘာလို့လဲဆို manager ယာရုရသွားတယ်ကျွန်တော်တကယ်ချင်းအဲ့ဒါနဲ့ကျွန်တော်အဲ့မှာလည်းအလုံးမရလိုက်မရလိုက်တော့ဟုတ်ပြီပေါ့မထူးတော့ဘူးပေါ့ဂျွန်လာထိဒါဆိုရင်ငါတခုခုတော့လုပ်ရမယ်ပေါ့နော် business နဲ့ပတ်သက်တဲ့အရာကိုတေချာလေ့လာရမယ်ဆိုရင်ကျွန်တော် ABE diploma graduate diploma ကျွန်တော်တက်လိုက်တယ်ဂျွန်လာနေပြီးတော့မှဒီဒီဇင်ဘာလအဲ့ကြားထဲမှာကျွန်တော် interview တွေဖြစ်တချို့ company တွေဆိုရင်ကျွန်တော်တို့တော့ training ခုပြန်ပေးရတယ်လွန်ခဲ့တဲ့3-4နှစ်ကဆိုအဲ့ဒီ company အလုံးမရခဲ့တဲ့ company ဆိုရင်တကယ်ပြင်တစ် company ရှိရယ် C company ကျွန်တော် training ပြန်ပေးရတယ်ပေါ့နော်အဲ့ဒီအချိန်တော့အလုံးမရလိုက်ဘူး
ဒါပေမဲ့နောက်ဆုံးမှာကျတော့ကျွန်တော်ဘွဲ့လည်းရသွားတော့ဗောနော် graduate diploma လည်းရရောအလုပ်ကလည်းရရောကွက်တိဖြစ်သွားတယ်အဲ့တော့ search phase လို့တဲ့ချိန်မှာတစ်နှစ်အတွင်းမှာကိုကမရလို့စိတ်မညစ်နဲ့လူကျင်တာမရရင်ဘာဖြစ်လဲပူကောင်းတာရလိမ့်မယ်အဲ့ဒီစိတ်ပဲထားကျွန်တော်စဉ်းစားကြည့်ပထမဆုံးရှောက်တဲ့အလုပ်တာရသွားခဲ့ပြီဒုတိယရှောက်တဲ့အလုပ်တာရသွားခဲ့ပြီရှိတော့ကျွန်တော်ဘောကလမ်းကြောင်းတစ်မျိုးပြောင်းအောင်မှာအဲ့တော့တစ်ခါလေကြားလို့ရှိရင်လူကျင်တာမရရင်ဘာဖြစ်တာရလိမ့်မယ်ပူကောင်းတာရလိမ့်မယ်ကိုယ်ပထမဆုံးရည်သားနေတာရသွားရင်အခုချိန်လို့စဉ်းစားကြည့်လိုက်ဘာဖြစ်နေမလဲပထမဆုံးစတွေ့ရလူနေရမယ်ဆိုရင်ဟုတ်လားမတွေ့ရစရာပဲကောင်းလည်းကောင်းရင်ဆိုရင်လည်းဆိုမယ်ဗောနော်ပြောပြချင်တာကျွန်တော်တို့ search phase မှာစိတ်ရှိပါ search phase မှာဘာဖြစ်လို့ကိုမရလိုက်ဘူးအဆင်မပြေဘူး loss ဖြစ်နေရဲ့ဒါကပိုကောင်းမှုအရေးရလူကျင်တာမရရင်ဘာဖြစ်လဲပိုကောင်းတာရလိမ့်မယ်ဆိုတဲ့အောင်တော့အဲ့တော့အလုတ်ရှာရတဲ့နေရာမှာဘာအရေးကြီးလဲဆိုရင်ကိုမှစာဝတ်နေရေးအတွက်ပြဿနာမရှိဘူးဆိုရင်ကိုလုပ်တဲ့အလုပ်ဒီနေ့အတွက်ကောအနာဂတ်အတွက်ကောကျွန်တော်တို့အဆင်ပြေတဲ့အလုပ်ဖြစ်ရမယ်ကျွန်တော်တို့၄ခုကိုကြည့်ရင်၄ခုတော်ရမယ်နံပါတ်1ကပို့တော်ရမယ်ဘာလို့လဲကိုပို့တော်ရင်ပတ်စံပို့ရှာလို့ရမယ်တော်ရမယ်နံပါတ်2ကပျော်ရမယ်ပြီးရင်ပတ်စံပွားရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြောင့်ကိုဝါဒနာပါတဲ့လူတွေကိုကိုတိထားတဲ့အရာတွေပြန်ပြီးမျှဝေပေးလို့ရရမယ်တော်ပျော်ပွားပေးပေါ့နော်ကျွန်တော်အဲ့၄ခုကြည့်ရပါတော့အကုန်လုံးတနည်းအားဖြင့်အင်္ဂလိပ်လိုဆိုရင် earn ဖြစ်ရမယ် learn ဖြစ်ရမယ် fun ဖြစ်ရမယ်ဒီ၃ခုစလုံးရကြမှာရမယ်အဲ့တော့အရေးကြီးတော့ earn နဲ့ learn ရရမယ်ဆို fun မဖြစ်ချင်တယ်အဲ့တော့ဒီ search phase ပြီးသွားတဲ့အချိန်ကျတော့ search phase ကျွန်တော်လုပ်တဲ့အချိန်မှာတယောက်နဲ့တယောက်ကတော့ပုံစံမတူကြဘူးเนาะကျွန်တော်ဘာလုပ်ချင်လဲဆိုကုမ္ပဏီမှာလုပ်ပူးချင်တယ်ကုမ္ပဏီမှာလုပ်ပူးချင်မှပဲနောက်တစ်ဆင့်ကိုတွားလို့ရမှာအဲ့တော့အဲ့ကုမ္ပဏီရဖို့အတွက်ကြောင့်လေကျွန်တော်ကဒီတိုင်းမရအောင်ဘာလို့ရလဲဆိုရင်အရင်တော့အဖေးဖြစ်ခဲ့တဲ့အတွေ့အကြုံတွေရှိလာတော့ဒီကုမ္ပဏီတစ်ခုကိုမြန်မာမှာအလုပ်ရှောက်တော့မယ်ဆိုရင်ဒီတိုင်းပဲ CV တင်ပြီးတွားရအောင်မလုပ် Okay ဒီ position နဲ့ဆိုရင်ဘယ်သူတွေက interview မှာလဲဘယ်သူတွေရှိလဲသူတို့နဲ့တိတဲ့လူတွေကဘယ်သူတွေလဲသူတို့တွေကို refer လုပ်ဖို့အတွက်ပြောပြပေးဖို့အတွက်ဆိုရင်ဘယ်လိုလုပ်အောင်လဲနီးလန်းနေကျွန်တော်ရှာရတယ်လူခင်ဘာဖြစ်မူပြင်တယ်အဲ့တော့ကျွန်တော် interview လုပ်မဲ့လူဆိုရင်တူနဲ့တိတဲ့လူကိုကျွန်တော်ချင်းကတ်တယ်ပြောပြပါအောင်လို့ပြောတယ်တပြိုင်တည်းမှာပဲကျွန်တော်ကတွားပြီးမေးခွန်းမေးတယ်တကယ်လို့ဒီလိုမျိုးကုမ္ပဏီမှာအလုပ်ရဖို့အတွက်ဆိုကျွန်တော်အနေနဲ့ဘာလုပ်ရမလဲအဲ့တော့မေးခွန်းမေးတာမျိုးကျွန်တော်လုပ်တယ်အဲ့ဒီမှာတစ်ဆင့်အတွေ့အကြုံတွေအများကြီးကျွန်တော်ရရပါတော့အဲ့တော့ကုမ္ပဏီမှာကျွန်တော်တို့စလုပ်ဖြစ်သွားတယ်ဒါဒီ search phase မှာကျွန်တော်တို့ခက်ခဲဖြစ်တတ်ကြတယ်ဒါပေမဲ့တေချာတာတစ်ခုက search phase တွားဖို့အတွက်ဆိုရင်ကျွန်တော်ပတ်စံတစ်ခုထားဖို့လိုတယ်ဘာလို့အလုပ်ရှောင်အောင်မယ်နေတော့မယ်ဆိုရင်ကျွန်တော်တို့ကဒီအလုပ်မရှိသေးဘူးဆိုရင်ကျွန်တော်တို့ပတ်စံငွေအမောင်းတစ်ခုလိုရယ်လေအဲ့ဒီအတွက်ကိုကျွန်တော်တို့က planning လုပ်ထားရ incubation phase ကြတဲ့ဥပမာဆိုနိုင်ငံခြားသွားမယ်အလုပ်ရှာမယ်စဉ်းစားကြည့်လိုက်ဒါမှမဟုတ်ကအတစ်တစ်ခုလုပ်တော့မယ်အလုပ်ရှာမယ်ပတ်စံလိုတယ်အဲ့ဒီအတွက် budget တစ်ခုလိုတယ်ကျွန်တော်တို့ចောင်းတစ်လျှောက်လုံးမှာတော့ကျွန်တော်တို့ရင်းသားတွေကတချို့ရှိရပါတော့တချို့အစိတ်အပိုင်းတွေကျွန်တော်စီးပွားရေးလုပ်တယ်ပြုတ်သွားရှိတယ်ဒါပေမဲ့တချို့အစိတ်အပိုင်းလေးတွေကိုကြတော့ဒီ search phase မှာပြန်သုံးတယ်ကျွန်တော် story ကတော့ဒီနေ့ကိုက်မလားတော့မသိဘူးကျွန်တော်အဲ့တော့30အတိုးပေးတာရှိတယ်4ချက်တိုးနေ30 4ချက်တိုးနေဆို8000ရတယ်ကျွန်တော် AB တက်တဲ့ချိန်တော့အဲ့ဒီ30ပြန်ထုတ်လိုက်တယ်ထုတ်ပြီးတော့မှဘာလုပ်လဲဆိုရင် Apex Business School ဆိုတာအဲ့တော့အဲ့မှာတင်တဲ့အပ်တယ်အပ်ပြီးတော့ကျွန်တော်စဉ်းစားရပြီပေါ့နော်ပုံမှန်ငါဒီပတ်စံကိုအတိုးပေးနိုင်တော့တစ်လောက်ဘယ်လောက်ရလဲ8000ရတယ်ကိုတင်တန်းတက်လိုက်ပြီဆိုတော့ငါမဖြစ်မနေဘာလို့ဒါအောင်မြန်လောက်အောင်မယ်အဲ့တော့ဒီဟာတွေအကုန်လုံးကကျွန်တော် incubation phase ကတည်းကပတ်စံစုထားတဲ့အတွက်ကြောင့်မို့ search phase မှာဘာလို့လုပ်ရလဲဆိုရင်လုပ်လို့ရတယ်။ဒါကြောင့်မို့ incubation phase မှာသုံးပလိုက်တာပျော်တာတောက်စားပျော်ပါအကုန်လုံးလုပ်ပလိုက်တာကိုကျွန်တော်နည်းနည်း queue site ပေါ့နော်။ဘာလို့ကိုကဒါပြီးဝိုင်းဒီထက်ပိုကောင်းတဲ့ဘဝကြီးရလာမှာဒီကာလမှာပါ search phase အတွက်ကို now phase အတွက်ကိုကျွန်တော်တို့ပတ်စံလေးကျွန်တော်တို့ budget ကျွန်တော်လုပ်ထားဖို့လိုတယ်နော်ဒါတခါလေကျရင်တငယ်ချင်းတွေကပြောပေါ့နော်အတိမိတ်ဆွေတွေဟာအရန်မိုက်တာပဲပေါ့နော်ဘဝကြီးကတွားချင်တာတွားနေရလှုပ်ချင်တာလှုပ်နေရမဟုတ်ဘူးကျွန်တော်ဒီမတိုင်ခင်မှာပြဿနာပေါင်း16000ကြုံခဲ့တာတူမတွေ့ဘူးတခါလေကျရင်ကျွန်တော်တို့တွားတယ်ပတ်စံရှင်းတယ်30လောက်ပေးရတယ်စားတာတောက်တာ30ပေးရတယ်ဟာဒီအမဲရှင်းလိုက်တယ် AC ပဲဘာမှမဖြစ်ဘူးလားမဟုတ်ဘူးကျွန်တော်တို့ကဒီနေ့မတိုင်ခင်မှာကျွန်တော်တို့အရန်ကိုချိုးချံချွေတာဒုက္ခရောက်ခဲ့တဲ့ဟာကိုအများဆုံးမတွေ့ဘူးအများဆုံးမတွေ့ဘူးအဲ့တော့ကျွန်တော်လည်းအရန်အောင်မြင်နေလို့မဟုတ်ဘူးကိုနေခြင်းနဲ့ lifestyle ကိုနေလို့ရတယ်ဘာလို့နေလို့ရလဲဆိုလို့ရှိရင်
ခုနကတော့ face တူကြော်လွားခဲ့လို့ပေါ့နော်အဲ့တော့ဒီ face ကြတော့စာအုပ်ဖတ်ထားတဲ့ကိုပြန်စဉ်းစားကြည့်ရပါတော့ဘဝရဲ့ cycle မှာဒါမျိုးကြီးကြုံတွေ့ရတယ်ဆိုရမယ်ဒါလေးပြီးသွားရောဒီ search face ပြီးသွားနောက်တစ်ဆင့်ကအရန်မိုက်တဲ့ face ရောက်သွားနောက် face ကအဲ့ဒါကလူတွေကိုအပြောင်းလဲဘဝကိုအဓိကအပြောင်းလဲဖြစ်စေတဲ့ point ကအဲ့ဒီ growth ဆိုတဲ့ face အဲ့တော့ growth ဆိုတဲ့ face မှာဆိုရင်ကျွန်တော်စဉ်းစားကြည့်နော်ကျွန်တော်တစ်လောက်2သိန်းအလုပ်ရှာနေရနေပြီးမှတစ်လောက်ကိုကျွန်တော်ကုမ္ပဏီကနေ10သိန်းလောက်နေလုံးရတယ်အဲ့ကုမ္ပဏီမှာတစ်နှစ်ကျွန်တော်အလုပ်လုပ်တာကားဝယ်လို့ရတယ်ထူးဆန်းတာကုမ္ပဏီမှာအလုပ်လေရရောနော်ကန်ကောင်းတဲ့ quality group ဖြစ်တဲ့အချိန်မှာကုမ္ပဏီမှာအလုပ်လေရရောကုမ္ပဏီကလုံးဝဘာဖြစ်လဲဆို iPad တွေလည်းပေးတာရလုံးဝကောင်းကောင်းဒီ Switzerland ကုမ္ပဏီဆို DKSH အောက်ကနေလည်းလုပ်ရတယ်ဒီကုမ္ပဏီအနေနဲ့လည်းတွားတဲ့အချိန်မှာတလောက်အဲ့တော့10သိန်းအောင်စားရတယ်ညဆို black label တွေပါထားပြီးတယ်ပေါ့နော်တောက်လို့ရတယ်အဲ့ကုမ္ပဏီမှာအဲ့လိုမျိုးဒီကမ္ဘာအကောင်းဆုံးအလုပ်လုပ်ကောင်းဆုံးကုမ္ပဏီတွေမှာပါတယ်တော့ Google တို့ပါအောင်နဲ့ဟိုအတူတူပဲPixel မှာရှိတာ Switzerland Pixel မှာအဲ့တော့အဲ့ကုမ္ပဏီလည်းရတယ်ညနေပိုင်းမှာကျွန်တော်အဲ့တော့ software တွေပါလုပ်တဲ့အချိန်မှာဆိုရင်ပတ်စံလည်းရတယ်ဘာလို့လဲဆိုရင်အလုပ်ရတဲ့အချိန်မှာဒီအလုပ်ကနေရတဲ့ဟာကိုပဲ enjoy လုပ်နေရဆိုနောက်တစ်ဆင့်နေမှာကျွန်တော်တို့ဘာဖြစ်ကုန်မလဲဆိုရင် group phase ကရက်တော့မှာအဲ့ဒီ group ဖြစ်နေတဲ့ဟာယူတွားပြီးတော့မှတောက်စားပျော်ပါဟိုလုံးမနေနဲ့ပေါ့နော်အဲ့ဒီ group phase ရောက်ပြီဆိုရင်ကျွန်တော်ဘာလို့ဒီအလုပ်ကနေပြုတ်ကွာခဲ့ဒီရှိတော့ဆိုတော့အတွေးကိုအမြဲတမ်းစဉ်းစားတာအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်အဲ့ဒီအလုပ်အပြင်အဲ့ဒီအဲ့ဒီခေတ်တော့ phone software လုပ်ပြီးရအောင်လုပ်တယ်အဲ့တော့တရက်ကြောက်ကျွန်တော်ရုံးကလုပ်ဆရာမရှိတော့ဘူး target တွေအမြဲတမ်းပြည့်တယ်ကောင်းတာအဲ့ရုံးကဘယ်လောက်ကောင်းလဲဆိုကျွန်တော်ကအဲ့တော့လာရှိုးတွားတာလာရှိုးတွားရဆိုတယောက်တည်းကားဆင်းလို့9ဝိုင်းလို့ရတယ်တခြားကားနဲ့မတွားခိုင်းအောင်ကျွန်တော်တို့ကားဆင်းလို့9ဝိုင်းရတယ် hotel solution လည်းတူတက်မှတ်ထား4 star 5 star 4 star ပေါ့နော်ကျွန်တော်တို့အဲ့4 star အဲ့လောက်မှကျွန်တော်တဲရတယ်ပြီးလို့ရှိရင်ဒီမြစ်ချီနာတို့ပါလဲတွားဒီထဲမှာမြစ်ချီနာကပါလားအဲ့မှာမဒေရာတို့ဘာတို့ကျွန်တော်ရှိမယ်မြစ်ချီနာတို့ကျွန်တော်တွားရလင်းနဲ့တွားရအဲ့တော့ light scan အရမ်းမိုက်တပြိုင်တည်းမှာပဲဘာဖြစ်လို့ဆိုရင်လုတ်ဆရာအလုပ်ကမရှိဘဲနဲ့ face tag ကပြည့်နေတဲ့အချိန်ဖြစ်လာတနည်းနဲ့မှ3လကြာတဲ့အချိန်ကြောင့်တပြိုင်တည်းမှာလည်းကျွန်တော်ဖုန်းပြင်တဲ့ဝင်ငွေကဘယ်ထိပိုကောင်းလာလဲဆိုရင်အဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်တဲ့ဝင်ငွေကပိုကောင်းလာအဲ့ဟာတွေအကုန်အဖြစ်ကတစ်နှစ်ပဲကြာတယ်ကျွန်တော်စဉ်းစားကြည့်လိုက်ဘဝရဲ့အပြောင်းလဲရပါဖြစ်လို့ဆိုရင်ဒီ phase မှာအကြာဆုံးပဲဒီ incubation phase မှာအကြာဆုံးပဲအဲ့ဒီ incubation phase မှာတေချာလေးလုပ်ထားရင် search တီကျွန်တော်တို့ပုံမှန်တစ်နှစ်လောက်ပြီးသွားရင်အဲ့ growth phase ကိုကျွန်တော်ရောက်တယ်အများစုဒီ growth phase မှာကျွန်တော်တို့အလဟတဖြုံးတီးလိုက်တတ်ကြတယ်အဲ့ဒီ growth phase ရောက်ရင်ကျွန်တော်ဘာလုပ်လဲဆိုရင် growth phase ရောက်တတိထားဆိုတော့ဒီချိန်မှာကျွန်တော်နောက် phase တွေအတွက်ပြန်ပြင်ဆင်ဒီထဲမှာ growth phase ရောက်နေရလူဘယ်နှယောက်ရှိလဲအရင်မိုင်းနေပြီ growth phase okay နော်ဘောကအဲ့ search phase ကနေ growth phase ရောက်တဲ့ချိန်မှာဘောအပြောင်းလဲအရင်တိတာတယ်ဘောကြီးကပြောင်းလဲသွားလို့ဟာမိုက်တယ်ကွာတော့ဒါပေမဲ့တနေ့လောက်ကြာတော့မိုက်တယ်လို့မမိုက်တယ်လို့ဖြစ်သွားတယ်ဘာလို့လဲကိုကကျင့်သားရအောင်လို့အဲ့ဒီချိန်မှာကျွန်တော်တို့ကမှဒီနောက်တစ်ခုကျွန်တော်တို့ဒီလောက်ရတယ်ဗောနော်နောက်တစ်ခုကျွန်တော်လုပ်တယ်အဲ့တော့ဒီ growth phase ကျွန်တော်ရောက်ပြီဆိုဘာတွေအားထုတ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအလုပ်အပြင်ကျွန်တော်နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်နီလန်စဉ်းစားရတဲ့ဟာကျွန်တော်အကုန်လုံးကျွန်တော်တို့ဟိုလောက်ရတယ်အားထုတ်ရတယ်ဗောနော်အဲ့ဒီချိန်မှာပြန်ပြီးမေးကြည့်အောင်ငါဘဝမှာပတ်စံပေးအောင်လုပ်မယ့်အလုပ်တွေကဘာတွေလဲဆိုတာပြန်မေးကြည့်ရပတ်စံရရင်လုပ်တဲ့လုပ်မဟုတ်တော့အဲ့ချိန်မှာငါဘဝမှာပတ်စံပေးရရင်တော့လုပ်မယ့်အလုပ်ကဘာလဲဗောတယောက်နဲ့တယောက်ကတော့တူမှာမဟုတ်ဘူးဗောနော်တချို့ကတစ်ချက်တူမှာပတ်စံပေးရရင်တော့ငါစင်မောတက်ပြီးတချင်းထုတ်မဲ့လူရှိမယ်ကျွန်တော်ပတ်စံပေးရရင်တော့ကျွန်တော်လေ့လာမယ်ကိုလေ့လာခြင်းတွေကလေ့လာတာတခြားလူစာပြန်တင်ပေးရပါတော့ပတ်စံပေးရရင်တော့ကျွန်တော်လှုပ်ချင်တယ်လို့ဆိုရင်စာတင်ပေးနဲ့ကိုတိုးတက်မယ်လို့အဲ့တော့ဘာလို့လဲဆိုတော့Apex Business ကိုကျွန်တော်တက်ခဲ့တဲ့အကြောင်းမှာပဲပတ်တိုင်းပြန်တက်တင်ပေးတယ်အဲ့တော့6လကျွန်တော်ပတ်စံမယူတပြားမှာအိမ်ကအမေကကျွန်တော်ပြောတယ်ဘယ်လိုပြောလို့ဆိုရင်ငါတာနေပတ်စံမယူဆိုနေအလကားဆရာပေါ့တယ်ဒီထဲမှာအိမ်ကအမေဒီပြောလိုက်ရင်အလုံးလိုက်အနစ်လိုက်ရင်ထဲမှာအလုံးကလေလုံးဝစောက်နဲ့ထွင်းလိုက်လို့ပဲမနေ့ကပြန်ထားရလို့ဘယ်နှယောက်ရှိတယ်ဒီထဲမှာရှိလားโอเคဒါတပေါက်ပါပဲအဲ့တော့ကျွန်တော်အမေနဲ့ပြောလိုက်ရင်ကျွန်တော် energy ကမရှိတော့ဖုန်းပြောပြီးသွားရင်မထနိုင်တော့သူကတော့အားပေးတာပေါ့နော်ဒါပေမဲ့ကွာ
သူပေးတဲ့အားကိုတော်တော်ရှူပြီးပြန်ထားရတယ်အဲ့တော့အဲ့ဒီချိန်တော့ဘယ်လိုပြောလို့ငါတနေကအခမဲ့တင်နေဆိုအလကားဆရာပေါ့တော့ဟာတော်တော်လေးခံစားရတယ်ပေါ့နော်အဲ့တော့ပြန်ပြောပြရအမေမဟုတ်ဘူးပတ်စံကဒီဘက်မှလည်းရနေပြီဒီဥစ္စာ6လဒီဒါလုပ်နေတာ train လုပ်နေတာတခြားလူတွေကိုစာဘယ်လိုပြန်တင်ရမလဲဆိုတာ train လုပ်နေတာဒါမှပဲကြာလို့ရှိရင်ကျွမ်းကျင်လာမှာအဲ့ဒါလည်းပြီးတော့ကျွန်တော်တနာရီ6000ရတယ်ဟာတနာရီ6000ပဲရတာပေါ့နော်မဟုတ်ဘူးမေအခုပဲကြည့်လို့မရအောင်ဒီနေ့ကိုပဲကြည့်လို့မရအောင်ကျွန်တော်အလုပ်လုပ်နေရတော့ဒီနေ့အတွက်ပဲမဟုတ်အနာဂတ်အတွက်လည်းကျွန်တော်လုပ်နေတည်ရအနာဂတ်အတွက်လည်းကျွန်တော်ကြည့်ရတယ်အတူပြောပြရပါတော့အဲ့တော့နောက်ပိုင်းတော့တူလေးနည်းနည်းလက်ခံပါတယ်အဲ့ဒါလည်းပြီးတော့ကျွန်တော်ဖုန်းဆိုင်ဖွင့်တယ်ဘာလို့ဖုန်းဆိုင်ဖွင့်လဲဆိုရင်စီးပွားရေးလုပ်ဖို့လိုတယ်ပေါ့နော်ဘာလို့တစ်ချိန်ကျရင်ကျွန်တော်လုပ်ချင်တာအိတ်နေလဲငွေဝင်တဲ့လုပ်ငန်းလုပ်ချင်တယ်ကိုမပါဖက်လက်ပတ်တဲ့လုပ်ငန်းလုပ်ချင်တယ်လူတွေကိုဘယ်နေရာရောက်ကျွန်တော် laptop တစ်လုံးနဲ့အလုပ်လုပ်လို့ရတဲ့အလုပ်ကိုကျွန်တော်လုပ်ချင်တယ်အဲ့ဒါကျွန်တော်အရင်ကတည်းကကျွန်တော်လုပ်ချင်တယ်အဲ့တော့အဲ့ဒါဒီလုပ်လို့ရဖို့အတွက်ဆိုရင်လူတွေအကြံပေးဖို့အတွက်ဆိုကိုကစီးပွားရေးမလုပ်ဘူးနိုင်ငံတကာကုမ္ပဏီမှာမလုပ်ဘူးဆိုရင်လူတွေအကြံပေးလို့မလွယ်ဘူးအဲ့တော့ဟုတ်ပြီကိုယ်တိုင် business လုပ်မယ်အဲ့တော့ဖုန်းဆိုင်ကျွန်တော်ဖွင့်တယ်တနစ်လောက်နေတဲ့အချိန်ကျတော့လွဲလို့ရအောင်ကျွန်တော်စူးစမ်းတယ်ကြိုးစားပြီးတော့ကျွန်တော်တင်တန်းကြောင်းပြန်ဖွင့်တယ်YC Learning Center ဆိုတာအခုဆိုကျွန်တော်တို့ YC ကုမ္ပဏီဆိုဘယ်နဲ့ကို2015ဇွန်လကတည်းကကျွန်တော်စခဲ့တာ10နှစ်ပြည့်တော့မယ်နောက်နေ့ဆိုရင်အဲ့တော့ဘာဖြစ်လာလဲဆိုရင်နောက်တစ်ခုပြန်စားလို့ရဒီကမှဆက်အဲ့ဒါတွေအကုန်လုံး group phase မှာပြန်ရလာတဲ့အတွေ့အကြုံတွေကဒီမှာပြန်ပြီးတော့မှအသုံးပြုလို့ရတယ်ဒါကြောင့် group phase ရောက်လို့ရှိရင်ကျွန်တော်တို့ကဒီဇိမ်မဲမခံနဲ့ဇိမ်မဲမခံနဲ့အချိန်မတန်ရင်ကြားဖို့လိမ့်မယ်အချိန်မတန်ရင်ခင်ဇိမ်ခံဘာဖြစ်တက်လဲဆိုအိမ်ပြန်ရတတ်တယ်ဆိုတာโอเคเนาะအဲ့တော့ဒီ growth phase ပေါ့ growth phase ပြီးွားရင်နောက်တစ်ခါကျတော့ maturity phase ဆိုရောက်သွားတယ်အရန်တိုးတက်မှုလည်းမဟုတ်တော့ဒုံရင်းဆိုတဲ့ phase ရောက်သွားတယ်ဒုံရင်းgrowth phase မှာတစ်နှစ်လောက်ကြာလာပြီဆိုဒုံရင်း phase ရောက်အဲ့ချိန်ကျကျွန်တော်ဗာပြန်လို့အတစ်ပြန်ပြီးတော့မှဒီ reinvention လို့ခေါ်တဲ့အတစ်ပြန်လဲဖန်တီးခြင်းဆိုတဲ့အဆင့်ကိုကျွန်တော်လုပ်ရတယ်ဒါလေးတွေကကျွန်တော်တို့ဘဝရဲ့လမ်းပြမြေပုံပေါ့နော်လမ်းပြမြေပုံအဲ့တော့ကိုဆိုရင်အခုဆိုဘယ်ထဲမှာရောက်နေလဲကျွန်တော်ချက်ထဲမှာရေးကြည့်ပါအောင်ဘယ်ထဲမှာရောက်နေလဲဟိုအခုဆက်ကာလမှာလည်းဖြစ်နိုင်တယ်ဟိုဘက်ကိုကူးမဲ့ကာလမှာလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကလူတွေကရောက်နေတဲ့နေရာမတူရင်ကျွန်တော်တို့ play လုပ်ရတဲ့ game ရဲ့ပုံစံမတူဘူးဒါကြောင့်မလို့တယောက်ကိုပေးလိုက်တဲ့အကြံဉာဏ်တခြားတယောက်ကိုပေးတဲ့အကြံဉာဏ်တွေကတူမှာမဟုတ်ဟုတ်တယ်ရောကျွန်တော်တို့တယောက်ရောက်နေတဲ့ level ကျွန်တော်တို့ရဲ့ကြုံတွေ့နေရတဲ့ပုံစံမတူတဲ့အတွက်ကြောင့်မလို့အကြံဉာဏ်မတူဘူးဒါကြောင့်မလို့ကိုရောက်နေတဲ့ level ပေါ်မှာမတူဘူးဘာလို့ရမလဲဆိုတာသိအောင်ဒီ roadmap လေးကိုကျွန်တော်ပြပြအောင်နော်အဲ့ဆိုကျွန်တော်နောက် slide တစ်ခုတွားလိုက်မယ်နော်မေးတိုင်းမိကုန်းနေလည်းရှိရဲဒါလေးလည်းကျွန်တော်မျှဝေပြပါမယ်အဲ့တော့ဒါတိပြီဆိုရင်ကျွန်တော်တို့ဒီ face တွေကိုကောင်းမွန်ဖြတ်တန်းသွားဖို့အတွက်ဆိုဘာလို့လဲဆိုရင်ဘဝမှာကျွန်တော် default လို့ခေါ်တဲ့နေတယ်လို့ဖြစ်တဲ့ဘဝမှာဖြစ်တယ်လို့မနေဖို့ကျွန်တော်တို့လိုတယ်နေတယ်လို့ဖြစ်တဲ့ဘဝမှာဖြစ်တယ်လို့မနေဖို့စားကျင်တာစားလုပ်ချင်တာလုပ်အမှုချင်းတေချာမရှိစိတ်ပါမှအလုပ်လုပ်စိတ်မပါအလုပ်မလုပ်လူတွေကိုပြုံးပြချင်မှပြုံးပြရမပြုံးပြချင်ရင်လည်းစိတ်ထဲမှာပါတဲ့အတိုင်းပဲနေရအဲ့တော့ဘဝမှာ default အနေနဲ့နေတယ်လို့ဖြစ်တဲ့ဘဝမှာဖြစ်တယ်လို့နေလို့မရအောင်ဒါလက်ခံလာမနေနော်နေတယ်လို့ဖြစ်တဲ့ဘဝမှာဖြစ်တယ်လို့နေလို့မရအောင်အထူးဖြင့်ကျွန်တော်တို့မြန်မာပြည်မှာပေါ့မြန်မာပြည်မှာ average အများစုကြည့်လိုက်တာမန်အများစုတွေမပြောဘူးတာမန်အများစုတွေမတော်တာမန်အများစုတွေကျွန်တော်တို့ဒါကသူတို့အပြစ်ပဲမဟုတ်ဘူးကျွန်တော်တို့ကဒါအကုန်လုံးပြဿနာတွေပုံစုနေတာတာမန်ဒီကြာရှုံးရေး formula ပဲဒါဒီမြန်မာပြည်မှာဟုတ်တခြားနိုင်ငံမှာလည်းအတူတူပဲတာမန်ဒီကြာရှုံးရေး formula ဒါကြောင့်မလို့နေတယ်လို့ဖြစ်တဲ့ဘဝမှာဖြစ်တယ်လို့မနေနဲ့အလိုလိုပေါက်နေတာမျက်ပင်ပဲရှိရဟုတ်လားအလိုလိုကျွန်တော်ကန်တော်ရောက်ဘူးလားနော်ကန်တော်ရောက်ပို့ရဆိုလို့ရှိရင်ပန်းမန်နေရလာလိုက်တာပြုံးလွင်ကန်တော်ကြီးဆိုကျွန်တော်ပန်းမန်နေလာလိုက်တာလို့ကျွန်တော်တို့စဉ်းစားလိုက်မယ်အဲ့ဒီလောက်အောင်တို့ဘာလို့ထားလဲဆိုရင်အနောက်ကတန်ရှင်းလို့ရတာရီလောင်းရတာကျွန်တော်မမြင်ဘူးအဲ့ဒါကြီးကိုဒီတိုင်းပဲပြစ်ထားရင်ဒီလိုလောက်အောင်မဟုတ်ဘူးဒါကြောင့်မလို့နေတယ်လို့ဖြစ်တဲ့ဘဝမှာဖြစ်တယ်လို့မနေနဲ့ကျမ်းမာကြီးကိုဖြစ်တယ်လို့နေဖြစ်တယ်လို့ဖြစ်မယ်အချစ်ရေးကိုဖြစ်တယ်လို့နေဖြစ်လို့ဖြစ်မယ်ဟုတ်လားခါကြရင်ကိုတောင်းမှရမယ်မှန်တည်တယ်ဒါပေမဲ့ဘယ်တော့မှမတောင်းမှတော့ပြည့်ရရောဟုတ်လားခါကြရင်အဲ့တော့တခါလေးကျရင်ကျွန်တော်ဘာလို့ဒီဇိုင်းလုပ်ရတယ်ဘဝမှာကိုဖြစ်ချင်တဲ့ကိုယ့်ဘဝရဲ့ပုံစံကိုဒီဇိုင်းလုပ်ရတယ်
အဲ့တော့ဘာတွေပါလဲဆိုရင်ကျွန်တော်တို့ကအဲ့ဘဝကို design လုပ်တဲ့အချိန်ကျကျွန်တော်တို့ကဒီသူ့ရဲ့ wheel of life ဆိုတော့ကျွန်တော်ရှိရပါတော့ဘဝရဲ့သက်ဝင်အဲ့တော့သူ့ရဲ့အစိတ်ပိုင်းတွေကျွန်တော်ရှိရဘဝရဲ့ component တွေမှာဆိုရင်ပထမဆုံးသင်လာတာကျွန်တော်ကျမ်းပါရင်အခုချိန်ကကျွန်တော်မသိတယ်လို့အများဆုံးငယ်တည်းရေဆိုတော့ health and fitness ကျွန်တော်အရေးကြီးရယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အလုပ်ကိုင်ပေါ့နော်အလုပ်ကိုင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ professional ဒီ occupation ပေါ့နော်အလုပ်ကိုင်ဒီ occupation နဲ့ကျွန်တော်တချို့တော့ business ဖြစ်မယ်ဒါနဲ့တွဲနေတာ finance ကျွန်တော်ဖြစ်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီ love relationship နဲ့ family ပေါ့နော်ဒီဟာကျွန်တော်အရေးကြီးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ group ပေါ့တိုးတက်ရေးပေါ့နော်တိုးတက်ရေးကျွန်တော်အရေးကြီးမယ်ဟုတ်လားကျွန်တော်ဘောမှာကျွန်တော်တို့ဒီအကန့်နေကျွန်တော်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော် social cycle ကျွန်တော်ရှိမယ် social cycle ကျွန်တော်ရှိမယ်ပြီးလို့ရှိရင် spirituality ကျွန်တော်ရှိမယ်အဲ့တော့ဘောမှာဘာတွေလောက်ထားလို့ရလဲဘယ်အကန့်နေကျွန်တော်ကန်တာမို့ကျွန်တော်လိုတယ်ဒီကျမ်းမာရေးပြီးလို့ရှိရင်အလုပ်ကိုင်းနဲ့ကျွန်တော်ငွေရေးချေးရေးပြီးလို့ရှိရင်မိသားစုရေးပြီးလို့ရှိရင်ကိုယ့်ရဲ့ပေါင်းတင်ရေးရအောင်ပြီးလို့ရှိရင်ကိုယ့်ရဲ့တိုးတက်ရေးပြီးလို့ရှိရင် spirituality ဒါတွေကိုကျွန်တော်တို့အကန့်နေခွဲတာပြီးကျွန်တော်တို့ဒီအတိတ်ဒီအနာဂတ်နဲ့မတူဒါ effect Adler လို့ခေါ်တဲ့ဒီ individual psychologist ပြောရအောင်နော် effect Adler ကကြားဘူးလားမသိဘူး the courage to be decisive လို့ခေါ်တဲ့စာအုပ်ရေးပုံeffect Adler တော့ဘာပြောလို့ဆိုရင်အတိတ်ဒီအနာဂတ်နဲ့မတူအနာဂတ်နဲ့မတူ the past is not equal to future တဲ့အတိတ်မှာဖြစ်တဲ့ဟာပြီးသွားပြီပြီးသွားရင်ကျွန်တော်အနာဂတ်ကပြန်ပြီးစောက်လို့ရတယ်အရင်ဘဝပြီးသွားအရင်ဘဝကိုပြန်ပြီး time travel လုပ်ပြီးပြောင်းလို့လည်းမရအောင်ပြီးသွားအရင်ဘဝအဲ့တော့ကျွန်တော်တို့ကအနာဂတ်မှာဖြစ်ချင်တဲ့အောင်ကျွန်တော်အခုပြောင်းလို့ရတယ်ဒီတော့ကျွန်တော်တို့ရဲ့အနာဂတ်အမြင်ကအတိတ်ရဲ့မဲ့ညာတပူရှင်းလင်းနေလို့လိုတယ် X တွေပဲလွမ်းပြီးတော့မှအတဲကွက်တစ်ချင်းတွေပဲပြန်လာတော့လွမ်းနေတယ်ဆိုသူကပိုကောင်းတဲ့လူတွေ့မှာမဟုတ်အဲ့တော့ OH တက်ကောင်းတာ new names ပဲဟုတ်လားအဲ့တော့ OH ကိုကျွန်တော်မေးလိုက်တော့ new names ကိုကျွန်တော်စဉ်းစားမှာထပ်လာမဲ့ပိုကောင်းတဲ့အနာဂတ်တွေဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အနာဂတ်အမြင်ကဘာထက်ပိုရှင်းလင်းနေဖို့လိုလဲဆိုရင်အတိတ်ရဲ့မညံတဲ့ပိုရှင်းလင်းနေဖို့လိုတာတချို့တွေကထင်တာ motivational speaker လို့ထင်တာအမှန်တော့သူတို့ကဥပမာဆိုရင်ကားဆိုတဲ့ဟာကိုမသိရင်သူကအကုန်လုံးကားပဲကားဆိုတာခွဲပြီးတည်ရဆိုရင်ဒါစီဒန်ဒါကဘယ်လိုကားဒါကတော့ဘယ်လို electric vehicle ဒါကတော့ truck ဒါမျိုးဟိုတည်ရအလားတူပဲကျွန်တော်တို့က set have နဲ့ personal development လည်းမတူဘူး set have ဆိုတာခဏတာတက်ကြွအောင်ကျွန်တော်လုပ်တယ်ဥပမာ5 second rules လို့ mirror မယ်5 4 3 2 1အလုပ်လုပ်ဆိုရမျိုးဒါမျိုးကြောင့် set have လို့ခေါ်တယ်တက်ကြမ်းလို့ခေါ်တယ်နော်မြန်မာမျိုးပြောတိုးတက်ရေးစာပေကြောင့်ကျွန်တော်တို့ personal development လို့ခေါ်တယ် personal development လုပ်ဖို့အတွက်ကြောင့်အချိန်တစ်ခုပေးရတယ်စိတ်ရှည်ဖို့လိုတယ်ဥပမာဆိုလူတိုင်းဒီအချိန်ဆွဲတာမျိုးကျွန်တော်လုပ်တတ်တယ်လူတိုင်းဘဝမှာကျွန်တော်ရှိတယ်ကြုံဘူးလားမသိဘူးအချိန်ဆွဲတာလုံးလိုက်ပြီးသွားမယ်ဆိုတာတည်ရဒါပေမဲ့ဘယ်တော့မှမလုပ်ဘာလို့လဲဆိုအဲ့အလုပ်ကြီးကိုပြီးဖို့စဉ်းစားလိုက်တဲ့အချိန်မှာ stress ကြီးရှိနေလို့အဲ့တော့နောက်ပိုင်းကျရင်ဒီဒါနဲ့ကြုံပြီဆိုလို့ရှိရင်အဲ့အလုပ်ပြီးသွားတော့မစဉ်းစားနဲ့စလုပ်ဖို့ပဲစဉ်းစားကြည့်ကိုကအစာအုပ်တုပ်ကိုပြီးအောင်ရေးမယ်လို့စဉ်းစားလိုက်ဘယ်တော့မှမပြီးဘူးအဲ့ဟုတ်ပြီငါတရက်ကိုနည်းနည်းစာအုပ်ဒီနေ့ရေးလိုက်မယ်ကျွန်တော်တို့ရောက်နေတဲ့အမြင့်ကြီးကျွန်တော်တို့ရဲ့အမြင်ပေါ်မှာမူတည်ရပြီးလို့ရှိရင်ကျွန်တော်တို့ဒီဇိုင်းချတာရဲ့ကျွန်တော်တို့ရဲ့အမူအကျင့်ပေါ်မှာမူတည်ရပထမဆုံးကျွန်တော်တို့ဒီကိုယ့်ရဲ့အမူအကျင့်ကိုတည်ဆောက်တယ်အဲ့ဒီအမူအကျင့်ကနောက်ပိုင်းကျရင်ကိုယ်တည်ဆောက်သွားတယ်အဲ့တော့အကျင့်ကျွန်တော်တို့တည်ဆောက်အောင်ပါတရက်ကိုအကျင့်အဲ့တော့ပြန်ပြီးစဉ်းစားကြည့်ရမှာကိုယ်အနေနဲ့တရက်မပြတ်မကွက်လုပ်နေတဲ့အလုပ်တွေဘာတွေရှိလဲမပြတ်မကွက်လုပ်နေရတာလူတွေကကိုလိုချင်တာမရအောင်ကိုနဲ့ထိုက်တန်တာပဲရတာဒါကြောင့်မို့ကိုထိုက်ကိုကန်လို့ပြောတာဟုတ်လားနေကိုထိုက်နဲ့ကိုကန်တော့ကိုနဲ့ထိုက်တဲ့အရာပဲရတာကိုထိုက်ကိုကန်သွားပါလဲဆိုရင်အတွေးရဲ့အကြံရဲ့အလုပ်ရဲ့ဒီပုံမှာမူတည်ပြီးကျွန်တော်ရတာတွေးရဲ့အကြံစီရဲ့လှုပ်ဆောင်တယ်အတွေးအကြံအလုပ်မွေးတဲ့အတွေးတွေးမွေးမှာပဲဘူးတဲ့အတွေးတွေးဘူးမှာပဲဒါကြောင့်မလို့ငယ်ငယ်တော့ဆိုရင်ခဏအတဲကွဲဘူးတဲ့အချင်းတွေရှိတယ်နောက်ပိုင်းကျပြန်စဉ်းစားကြည့်ကိုနားထောင်တဲ့တချင်းတွေကလည်းဘူးတဲ့တချင်းတွေပဲနားထောင်နေတာအဲ့တော့ဟုတ်ပြီပေါ့နော်ဘူးတဲ့ချင်းနားမထောင်တော့ပျော်တဲ့ချင်းပဲနားထောင်ပဲဘာလို့သူတို့တွေကကျွန်တော်တို့ရဲ့လွမ်းမှုရှိတယ် music တွေကလည်းကို romantic တချင်းဆိုဘယ်တော့မှနားမထောင်
နားထောင်လိုက်အတဲကွဲတာတိတ်ကိုလွမ်းတာတို့ဆွေးတာတို့ဟုတ်လားအဲ့တော့ G-Fat များဖြစ်နေလားမလို့ဒီနေ့တို့ဟုတ်လားလွမ်းမျက်ရည်ဒီပေါက်ကြမဟုတ်ကျွန်တော်တို့တွေဘာဖြစ် design လုပ်ရတယ်ပေါ့နော်အဲ့တော့ဒီဟာတွေကကျွန်တော်တို့အတွေးအကြံလို့ဒီကျွန်တော်တို့တက်ရောက်မှုကျွန်တော်ရှိရယ်ကျွန်တော်တို့ဘဝကို design လုပ်ဖို့လိုတယ် design လုပ်တဲ့နေရာမှာကိုယ့်ရဲ့ကျမ်းမာရေးချမ်းသာရေးအလုပ်ကိုင်း relationship ဒါတွေအကုန်လုံး design လုပ်ရတယ်အဲ့တော့နှစ်ခုရှိတာကိုယ်ကတခြား design မလုပ်ရင်တစ်ဖက်ပိုင်းကကိုယ့်ဘောဖိလာမှာတခါလေကျွန်တော်တို့အတားအဆီးဖြစ်နေတဲ့အရာအိမ်ဟာဖြစ်တတ်တယ်အများစုကအိမ်မှာမှကိုယ့်ရဲ့အနီးဆက်ဆုံးနေရအဲ့တော့ခံစားဖို့လူဘယ်နှယောက်ရှိလဲရှိလားအဲ့တော့အိမ်ကနော်အဖေဖြစ်နိုင်တယ်အမေဖြစ်နိုင်တယ်မိသားစုတွေဖြစ်နိုင်တယ်သူတို့ကဘာလဲသူတို့ဖြစ်စေခြင်းတဲ့ပုံစံနဲ့ကျွန်တော်တို့သူတို့ဖြစ်စေခြင်းတဲ့ဟာပိုကောင်းတယ်လို့သူကထင်တယ်ဒါပေမဲ့ကျွန်တော်တို့ဖြစ်စေခြင်းတဲ့ဘဝပုံစံတစ်မျိုးဖြစ်နေတော့အိမ်ကလူတွေနဲ့ပြောရတာဒီခက်ဆုံးပဲအဲ့တော့ကျွန်တော်အိမ်နဲ့ relationship ကို manage လုပ်ရတယ်အဲ့ဒါဒီကျွန်တော်တို့ရဲ့အကြီးကျယ်ဥပမာဆိုရင်ကျွန်တော်တို့ကအလုပ်လုပ်ရတယ်ခက်ချင်မှခက်မှာတင်ယူရလည်းခက်ချင်မှခက်မှာကျွန်တော်တို့အခက်ခဲဆုံးဖြစ်တတ်တာအိမ်ကိုစီမံခန့်ခွဲမှုကအကြီးဆုံးဖြစ်တတ်တယ်ကျွန်တော်အတွက်ဆိုရင်တော့အခက်ခဲဆုံးကအမေကိုစီမံခန့်ခွဲရတာဘာလို့အမေကစကားလုံးတစ်လုံးပြောလိုက်ရင်ကျွန်တော်မထနိုင်တော့အဲ့တော့အဲ့ဒီဟာကိုစီမံခန့်ခွဲဖို့အတွက်ဘာလို့ရလဲစဉ်းစားရတယ် manage လုပ်ဖို့အတွက်စဉ်းစားရတယ်နော်အဲ့တော့ဘောကမှလက်ခုပ်တီးရဆိုအများစုတခါမှမမှတ်မိဘူးကျွန်တော်ဘောတော်လိုက်တာလက်ခုပ်တီးရတခါမှမမှတ်မိဘူးအဲ့တော့ပူတောင်လို့ဘာလို့အမေကြီးစဉ်းစားတာလဲကျွန်တော်ပူကောင်းဖို့အတွက်တော့စဉ်းစားပြီးရလေငါတော့ချီမွန်လိုက်လို့ရှိရင်စမန်နေတက်သွားမယ်ဒီတော့သူ့ပြောတာမှပဲတော့ပူကျိုးသားမှမခံချင်သိနေဆိုသူတို့ရဲ့ assumption ကကြောင့်အဲ့လိုစဉ်းစားတာအဲ့တော့ဘာလို့လဲဆိုအိမ်ကိုကျွန်တော်စီမံခန့်ခွဲမှုကျွန်တော်လုပ်ရတယ်။ဥပမာကျွန်တော်ဖုန်းတိုင်းစဖွင့်တော့ဆိုအိမ်ကအမေကခဏပြောရယ်ငါတငယ်ချင်းနဲ့ငါ့ကိုမေးရင်တားကစေးချောင်းပြီးတော့ဆရာဝန်ဖြစ်ပြီးတော့ဖုန်းဆိုင်ဖွင့်နေငါဘယ်လိုပြောရမလဲ။အမေမဟုတ်ဘူးကျွန်တော်တောင်းမဲ့လမ်းဒီလိုရှိရယ်ရှင်းပြလည်းမရအောင်အဲ့ဒါနဲ့အမေကိုပြောတယ်မေးလို့တလကျွန်တော်ဖုန်းမခေါ်ပါနဲ့လို့ request လုပ်တာအဲ့ချိန်တော့ကိုကလည်းသူ့ချီကဘာမှလည်းမိခိုညာလည်းမဟုတ်ကိုကပဲပြန်ပေးနေတာဆိုတော့ဘာဖြစ်လဲဆိုရင်ဖုန်းမကန်ဘူးတလဘာလို့အဲ့တလကကျွန်တော် iron site ပြီး business လုပ်လို့ရအောင်လို့နောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုအိမ်ကိုပြန်ကြည့်ပြီးပြန်လုပ်ပြီးနည်းနည်းလွယ်ကူလာရပေါ့နော်တခါကျရင်ကျွန်တော်တို့ကကိုယ်အတားဆီးဖြစ်နေတာအိမ်ကကျွန်တော်ဖြစ်တတ်တယ်ဒါကြောင့်မလို့အဲ့ဒီအိမ်ရဲ့ဒီချုပ်နှောင်မှုအတားဆီးကိုကြော်လွှားဖို့တော့ကျွန်တော်တို့က2နှစ်3နှစ်လောက်အချိန်ပေးရမျိုးလည်းရှိတယ်တခါလေကျရင်အဲ့ထက်ကြာတယ်နောက်ဒီထဲမှာကြုံရလူရှိလားအဲ့ဒီချိန်ကျရင်ကျွန်တော်အိမ်ကြောင်းကိုကျွန်တော်လေ့လာရတယ်မိဘရဲ့စဉ်းစားတဲ့ပုံစံမိဘဘယ်လိုစဉ်းစားလဲငါဘယ်လိုစကားလုံးလေးပြောလိုက်ရင်အိမ်ကဘယ်လို response လုပ်မလဲကျွန်တော် system တစ်ခုလေ့လာရတယ်အိမ်ဥပမာကျွန်တော်အမေတို့ဒီဥစ္စာလုပ်ချင်တယ်ဆိုတော့ဘယ်တော့မှခွင့်မပြုဘူးမလုပ်ချင်ဘူးဆိုခွင့်ပြုတယ်အမေလူရတော့ဒီတင်တန်းတက်နေကျွန်တော်မတက်ချင်ဘူးများတက်ရင်လည်းနောက်ကျလာမှာတော့ဘာမှမတက်တော့ပါဘူးဆိုဟာမဟုတ်တွားမှာပေါ့ဆိုဖြစ်သွားပြီဟာမေဒီတင်တန်းတက်အောင်လူတန်းတက်နေပြီဒါမလို့ကြံနေဟုတ်လို့လားနေစောင့်ကြည့်ပါဦးဆိုတာဖြစ်လာမှာကြုံမှုလားအဲ့လိုမျိုး response အဲ့တော့ကျွန်တော်ဘာလို့ reverse psychology ပြန်သုံးရအိမ်ကိုကြိုက်တဲ့အမေကဘယ်တော့မှမကြိုက်ဘူးကိုမကြိုက်တဲ့တော့အမြဲတမ်းကြိုက်တယ်အဲ့တော့ဘာလို့ရလဲ reverse psychology သုံးရအောင်နော် reverse psychology သုံးတဲ့အချိန်မှာအောင်မြင်လာတော့ okay နောက်ပိုင်းကျရင်ကိုကတူစကားပြောတဲ့အပိုင်းက manage ပြန်လုပ်ရ design လုပ်ရတယ်တစ်မျိုးလုံးနဲ့တယောက်တပေါင်းရပဲဒီဥစ္စာကျွန်တော်ကခုနကတော့ပြောလို့ဗမော်ရောက်သွားတဲ့အချိန်မှာအဖိုးအိမ်သွားတယ်အဖိုးကပထမဆုံးအိမ်ထဲပေးမဝင်ဘာလို့လဲကျွန်တော်ရဲ့ပုံစံကလည်းအဖေနဲ့တပုံစံနဲ့ဖြစ်နေတော့တူတမီကိုယူလာတဲ့သူကအိမ်ပြန်ရောက်လာလို့ခံစားကျွန်တော်အိမ်ထဲဖွင့်ကြတာတနေ့လောက်ကအဲ့တော့ကျွန်တော်သူ့အိမ်တော့တနေ့လောက်ကပေါ့နော်အဲ့တော့တမျိုးလုံးနဲ့တယောက်သွားတဘာဝပဲပေါ့နော်အဲ့ဒါတော့ဘာမှတိတ်ပြီးရန်စိတ်ညစ်စရာမဟုတ်အဲ့ဒါတွေကကျွန်တော်တို့အတွက်တစ်ချိန်ညရင်အဲ့ဒါအားစီးဖြစ်လာမှာဒီနေ့ကြုံတွေ့နေရတဲ့ပြဿနာတွေကတစ်ချိန်ညရင်ပြောလို့ကောင်းတဲ့ပုံပြင်တွေဖြစ်လာမှာအဲ့ဒါလေးခြားရတာဒီနေ့ကြုံတွေ့နေရတဲ့ပြဿနာတွေကတစ်ချိန်ညရင်ပြောလို့ကောင်းတဲ့ပုံပြင်တွေဖြစ်လာမှာကျွန်တော်အခုကြုံတွေ့နေရတဲ့နိုင်ငံခြားလူတွေတပြောလေသူတိမှာမဟုတ်ဟုတ်လားအဲလက်ခါမိုးစီတို့ share နေတာတွေရှိမှာမဟုတ်ဘောတို့ကကျွန်တော်တို့ဖြတ်တန်းခဲ့တာဘာမှတူညီတာမရှိဘူးလေအများဆုံးဟုတ်လားကျွန်တော်တို့ကဒီ culture unique ဖြစ်အောင်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ design လုပ်ရမယ်ဒါလည်းကတ်တယ်နော်အဲ့တော့ဘယ်လို design လုပ်ကြမလဲကျွန်တော်တို့ကအဲ့တော့ design လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က
ဒီလူတွေမမှတ်ပြီးတော့တိုးတက်ပြောင်းလဲဖို့အတွက်ဆိုရင် pillar 3ခုလိုတယ် personal version ဒီ version ပေါ့နော် best version ဖြစ်ဖို့အတွက်ဆိုရင် personal professional based ဆိုရဲ version 3ခုလိုတယ်